တတိပဋ္ဌာန်ဘာဝနာတရားတော်ဘာဝနာတရား၅မျိုးဗုဒ္ဓနုတ္တိဘာဝနာမေတ္တာဘာဝနာအတုပဘာဝနာမရဏနုတ္တိဘာဝနာအခုတတိပဋ္ဌာန်ဘာဝနာတတိပဋ္ဌာန်ဘာဝနာနဲ့ပတ်သက်ပြီးတော့တတိပဋ္ဌာန်ဘာဝနာရဲ့မြင့်မြတ်ပုံတတိပဋ္ဌာန်ဘာဝနာရဲ့ကောင်းကျိုးချမ်းသာကိုပေးနိုင်တဲ့စွမ်းရည်တတိများနောက်ပြီးတော့တတိပဋ္ဌာန်ကိုကြိုးစားအထုတ်ရင်ဘယ်လိုအနေအထားမျိုးတွေရှိလဲကြိုးစားအထုတ်မှုမရှိရင်ဘယ်လိုအနေအထားမျိုးတွေရှိလဲဆိုတာလေးကိုဦးဇင်းတို့ပြောဖို့စီစဉ်ထားပါတယ်နော်အဲ့တော့တတိပဋ္ဌာန်ဘာဝနာဆိုတဲ့ဒီစကားလုံးလေးကိုအရင်စီစစ်ကြည့်ပေါ့တတိပဋ္ဌာန်ဘာဝနာတတိပဋ္ဌာနဘာဝနာတတိဆိုတာမိမိခန္ဓာမှာထင်ရှားဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရဲ့ပုံမှာမှန်မှန်ကန်ကန်အောက်မေ့အမှတ်ရနေတဲ့သဘောပဋ္ဌာနာဆိုတာခိုင်မြဲအောင်ကြိုးစားအထောက်ခြင်းဘာဝနာဆိုတာထက်ခါဖြစ်အောင်အထောက်တာကိုယ့်ရဲ့ခန္ဓာမှာဖြစ်เสียအကြောင်းရှိလို့ဒလဇက်ဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားတွေကိုဖြစ်တိုင်းအပူအလိုမရှိဘယ်လိုက်မှုမရှိဘဲနဲ့ဖြည့်ဆွက်ချက်လည်းမလုပ်နှုတ်ပယ်ချက်လည်းမလုပ်ဘဲနဲ့ဖြစ်နေတဲ့အတိုင်းလေးမှန်မှန်ကန်ကန်အောက်မေ့ပြီးတော့နေတဲ့ဒီတတိထားတဲ့ဒီလုပ်ငန်းစဉ်ကိုထက်ခါဖြစ်အောင်ကြိုးစားတာဒါကိုတတိပဋ္ဌာန်ဘာဝနာအလုံးနားလည်ကြပြီးသားပါဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီတတိပဋ္ဌာန်တရားကသိထားကြတဲ့အတိုင်းရုပ်ကာယတွေရဲ့အပေါ်မှာသတိထားမယ်ဆိုရင်ကာယ ानु ပတနာသတိပဋ္ဌာန်ခံစားချက်ဝေဒနာတွေရဲ့အပေါ်မှာသတိထားမိမယ်ဆိုရင်ဝေဒနာ ानु ပတနာသတိပဋ္ဌာန်စိတ်တွေရဲ့အပေါ်မှာသတိထားမိမယ်ဆိုရင်စိတ်ဓာ ानु ပတနာသတိပဋ္ဌာန်ဓမ္မတဘာဝတွေရဲ့အပေါ်မှာသတိထားမိမယ်ဆိုလို့ရှိရင်ဓမ္မ ानु ပတနာသတိပဋ္ဌာန်ဒီခန္ဓာမှာဖြစ်ပေါ်နေတာကကာယဝေဒနာစိတ်ဓာမ္မဆိုတဲ့ဒီတဘာဝတရားတွေပဲဖြစ်ပေါ်နေတဲ့ဒီသဘာဝတရားတွေကိုဖြစ်ပေါ်တိုင်းသတိထားပြီးတော့နေလိုက်ဖို့ပါပဲတော့လူရင်မှတ်ရမှာကဒါပါပဲဟုတ်လားဘာပဲဖြစ်တိုင်းသိနေအောင်ကြိုးစားကြရမယ်ဒီကြိုးစားအထောက်မှုကအလေးအကျင့်မရှိတဲ့အတွက်ကြောင့်ခက်ခဲမှုရှိနိုင်ပါတယ်များသောအားဖြင့်တရားဓမ္မတို့ဦးဇင်းတို့တွေကဘဝမှာဘယ်လိုနေကြတာတုံးဆိုတော့ဖြစ်နေတာတွေကိုသိပြီးတော့နေတာမဟုတ်ဘယ်လိုနေတာတုံးဆိုတော့တွေးနေတာတော့အမြဲတမ်းဘာလို့နေတော့တွေးနေကြတာအဲ့ဒီတွေးနေတာတွေကဘာတွေတွေးတာတော့ဖြစ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတော့တွေးမယ်မဖြစ်သေးတာတွေနဲ့ဖြစ်နိုင်ခြေရှိတာတွေနဲ့ပတ်သက်ပြီးတော့တွေးမယ်ဟုတ်လားဖြစ်ချင်တာတွေနဲ့ပတ်သက်ပြီးတော့တွေးမယ်မဖြစ်ချင်တာတွေနဲ့ပတ်သက်ပြီးတော့တွေးမယ်ဒါပဲဒီလိုပဲနေနေတာအဲ့ဒါကိုဘယ်လိုခေါ်တော့မေရောပေါ့ဆာဖြစ်တယ်လို့နေတယ်လို့ဒီလိုပြောတာအဲ့ဒါလိုနေတဲ့အခါကျတော့ဘာကရုစိုက်မှုမှတော့ဘာရည်ရွယ်ချက်မှမရှိဘူးလို့ဆိုနိုင်တယ်မြင့်မြတ်တဲ့ဘက်မှာရည်ရွယ်ချက်မရှိဘူးတော့ငါဘယ်လိုနေမယ်ဆိုတဲ့သတ်မှတ်ချက်လည်းမရှိဘူးကြုံရအာယုန်နေနဲ့ကြုံတယ်လို့ပဲနေသွားတာတော့နေခဲ့တဲ့အနေထားလေးကအဲ့ဒီတိုင်းပဲနော်ကြုံရအာယုန်နေနဲ့ကြုံတယ်လို့ပဲနေသွားတာအဲ့ဒီအာယုန်နေနဲ့တွေ့တဲ့အခါမှာကိုယ်စိတ်ထဲမှာသဘောကျစရာလို့ထင်တာတွေရှိတယ်သဘောမကျစရာလို့ထင်တာတွေရှိတယ်အဲ့ဒီအာယုန်တွေရဲ့လှည့်စားမှုကိုခံယူရင်းနဲ့အာယုန်တွေကျိုးဆွဲတာကိုပဲကာပြီးတော့ကိုယ်စွမ်းနဲ့နေလိုက်တာမျိုးမဟုတ်ဘူးเนาะအာယုန်တွေရဲ့ဆွဲငင်မှုကိုလိုက်ပြီးတော့เนาะစိတ်ကူးပြီးတော့တွေးပြီးတော့နေနေတာအဲ့ဒီမှာဘယ်အာယုန်ကစိတ်ကိုเนาะလှည့်စားမှုအများဆုံးဖြစ်မလဲလို့ဆိုရင်ဓမ္မာယုံပေါ့ဟုတ်တယ်မဟုတ်လားဓမ္မာယုံเนาะဖြစ်ခဲ့တာတွေအဖြစ်သေးတာတွေစိတ်ထဲမှာအများကြီးပုံဖော်ပြီးတော့တွေးနေတာရှိတယ်နောက်တစ်ခါတလေမျက်လုံးကြီးဖွင့်နေပြီမလို့ရှေ့ကမြင်မြင်တာကိုယ်အတွေးနဲ့နေတာကိုယ်အတွေးထဲမှာတခြားပုံရိပ်တစ်ခုရှိနေတယ်ဟုတ်လားတစ်ခါတလေသူများပြောနေမလို့ကြားချင်မှကြားတာကိုယ်အတွေးနဲ့ကိုယ်နေတာကိုယ်အတွေးထဲမှာအခြားအသံတွေရှိနေနိုင်တယ်ဒါပါလေလဲလို့မေးရင်ဓမ္မာယုံနေပေါ့ဒါတွေနဲ့ပဲနေတာအဲ့ဒါတွေကိုပဲအမျိုးမျိုးသတ်မှတ်ချက်တွေနဲ့နော်နှစ်လှဘဝကမှတ်သားခဲ့တဲ့တင်ညာတွေရဲ့လွှမ်းမိုးမှုနဲ့နေကြတာပေါ့နော်
အဲ့တော့ခုနေတာကအဲ့ဒီနေနည်းနဲ့စန့်ကျင်ပြီးတော့ဖြစ်နေတာကိုသိပြီးတော့နေရမယ်ဆိုတော့နေသားတကြမရှိဘူးပေါ့နော်ဟုတ်လားဒါကြောင့်တရားအထောက်ရတာစိတ်တွေကလည်းပြန့်လွတ်လိုက်တာအစဉ်ကလည်းပြေခဲလိုက်တာဆိုတာအဲ့ဒါပဲအဓိကကဟုတ်လားစိတ်ကသူနေကြအတိုင်းလေးပဲနေကျင်တာအကုန်လုံးကသဘာဝတရားတွေကြီးပဲနော်ပုဂ္ဂိုလ်တ attva လည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးသူလည်းမဟုတ်ဘူးငါအစွမ်းသူအစွမ်းဓာတ်တွေဘာမှမရှိဘူးဖြစ်เสียရှိတဲ့အတိုင်းဖြစ်နေတာကိုကမေမေရောပေါ့ပေါ့ဆဆနေတဲ့အလေးကျင့်တွေများနေမယ်အကောင်းနေမယ်ဆိုရင်အဲ့ဒါကြီးကအရှိန်နဲ့သွားနေမှာပဲဟုတ်လားတတိလေးနဲ့နေတဲ့အရှိန်အကောင်းမယ်ဆိုလို့ရှိရင်အဲ့ဒါလေးကလည်းအရှိန်နဲ့သွားနေမှာပဲနော်ဒါကြောင့်တတိပဋ္ဌာန်ဘာဝနာတရားဆိုတာတော့နေကြအနေအထားမျိုးကနေဖောက်ထွက်ပြီးတော့နေတာထူးထူးဆန်းဆန်းကြီးတော့လည်းမဟုတ်ပါဘူးအလွန်ရိုးရှင်းပါလေဖြစ်နေတာကိုဖြစ်နေတဲ့အတိုင်းလေးသိပြီးတော့နေလိုက်ဖို့ပဲနော်အဲ့ဒါလိုနေခြင်းအပြင်ဖြစ်နေတဲ့သဘာဝတရားတွေရဲ့အနေအထားမှန်ကိုကောင်းကောင်းသိနိုင်တယ်ပေါ့အဲ့ဒါကိုပဲမြတ်စွာဘုရားကရုပ်ကာယဝေဒနာစိတ်ဓမ္မလို့နော်၄ပိုင်းပိုင်းပြီးတော့ခွဲလိုက်တော့သတိပဋ္ဌာန်တရားက၄ပါးဖြစ်သွားတယ်ပေါ့အဲ့ဒီသတိပဋ္ဌာန်တရား၄ပါးကိုပဲမြတ်စွာဘုရားကအလွန်ဖြူရှင်တဲ့တရားဖြစ်တယ်လို့ဟောတယ်ဘုရင်တို့သတိပဋ္ဌာန်တန်ရုပ်ထဲမှာအကုသလရာတိတုတ်တံဆိုတာရှိတယ်အကုသလဆိုတာအကုသိုလ်ပေါ့ရာတိဆိုတာအစုအပေါ်အကုသလရာတိတိဘိက္ခဝေဝရမာနောပင်စနိဝရဏေတမဝဒမာနောဝရေယယဟန်တို့တဲ့အကုသိုလ်အစုအပုံကြီးလို့ကောင်းကောင်းမွန်မွန်ပြောခြင်းတယ်ဆိုလို့ရှိရင်နိဝရဏတရား၅ပါးကိုအကုသိုလ်အစုအပုံကြီးလို့ပြောလိုက်ပါတဲ့ကေဝလောဟာယံဘိက္ခဝေအကုသလရာတိပင်စနိဝရဏအဲ့ဒီနိဝရဏတရား၅ပါးဟာတက်တက်သောအကုသိုလ်အစုအပုံကြီးဖြစ်တယ်တဲ့နော်အကုသိုလ်ဆိုတာဘာလဲအကုသိုလ်ဆိုတာအပြစ်ရှိတဲ့သဘောဆင်းရဲဒုက္ခဆိုတဲ့အကျိုးကိုပေးတတ်တဲ့သဘောရှိတာကိုအကုသိုလ်လို့ခေါ်တာမို့လားနော်အကုသလတာဝိဇ္ဇဒုက္ခဝိပါကလက္ခဏာနော်အကုသိုလ်ဆိုတာတာဝိဇ္ဇအပြစ်နဲ့တကွာဖြစ်တယ်ဒုက္ခဝိပါကဆင်းရဲတဲ့အကျိုးကိုပေးတတ်တဲ့သဘောရှိတယ်ပြီးရင်တော့ပရမတ္ထသဘာဝလေးတွေမှာသူ့သဘောလက္ခဏာနဲ့သူအကုန်လုံးကအသီးသီးရှိတယ်လူတယောက်ဆိုရင်သူကအရက်ရှိအသားဖြူဖြူဟဲ့သူ့ရဲ့တိတာပေါ်လွင်ထင်ရှားတဲ့လက္ခဏာရှိတယ်အဲ့လိုမျိုးတတ်မှတ်ပြီးတော့ပြောဖို့အတွက်နော်ပရမတ္ထတရားတွေမှာလည်းသူ့လက္ခဏာနဲ့သူရှိတယ်နော်အကုသိုလ်မှာပဲလက္ခဏာရှိလေအပြည့်ရှိတဲ့သဘောဆင်းရဲဒုက္ခကိုပေးတတ်တဲ့သဘောရှိတယ်ဒါအကုသိုလ်ရဲ့ပင်ကိုလက္ခဏာဟုတ်လားအဲ့ဒါအဲ့ဒီအကုသိုလ်လို့မှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုရင်နိဝရဏတရား၅ပါးကိုအကုသိုလ်လို့ပြောလိုက်ပါတယ်နိဝရဏတရား၅ပါးဟာတက်တက်ဘာကောင်းမှုမှမရောတဲ့တက်တက်အကုသိုလ်ရဲ့အစုအပုံဖြစ်တယ်တဲ့အကုသလရာတိအဲ့ဒါကိုပြောတာဒါနိဝရဏတရား၅ပါးကိုပေတတ်တို့အလုံးမှတ်သားဖို့ပါတယ်နောက်ကာမိသန္တာနိဝရဏနောက်ကာမဂုဏ်အာယုန်ရဲ့ပုံမှာနောက်လိုလားတောင့်တမှုစန္ဒနဲ့နောက်တွေးကြံနေတဲ့သဘောမျိုးနောက်လောဘဓာတ်အဓိကပြဋ္ဌာန်းတဲ့အလိုဆန္ဒအဲ့ဒါကိုကာမိသန္တာသူဟာအကုသိုလ်တက်တက်ပဲတဲ့အပြစ်ရှိတယ်ဆင်းရဲတဲ့အကျိုးကိုပေးတယ်နောက်အပြစ်ရှိတယ်ဆိုတာဘာပြောတာတော့နောက်အပြစ်ဆိုတာဘာပြောတာတော့အပြစ်ဆိုတာမိမိသူတစ်ပါးနှစ်ဦးသားကိုထိခိုက်စေတယ်ဆိုရင်အဲ့ဒါအပြစ်ပဲဟုတ်လားအဲ့တော့ဒီကာမိသန္တာဆိုတဲ့လောဘမှာမိမိသူတစ်ပါးကိုထိခိုက်စေတဲ့နော်ဆိုးတဲ့အစွမ်းရှိတယ်ဒါတော့မြင်အောင်ကြည့်တတ်ဖို့တော့လိုတယ်နော်ဒီလောဘကြောင့်ကိုဒုက္ခရောက်သွားတာကိုထိခိုက်သွားတာအများကြီးရှိတယ်ကိုလောဘကြောင့်သူတစ်ပါးထိခိုက်သွားတာဒုက္ခရောက်သွားတာလည်းအများကြီးရှိတယ်ဒါကြောင့်အပြစ်ရှိတယ်တဲ့မကောင်းတဲ့အကျိုးကိုလည်းဆင်းရဲတဲ့အကျိုးကိုလည်းပေးမယ်ဒါကြောင့်ဒီလောဘကိုဘာလို့ပြောမလို့တတ်တတ်သောအကုသိုလ်ရဲ့အစုအပုံကာမိသန္တာနိဝရဏပြီးတော့ပါတော့ပြာပါဒနိဝရဏပြာပါဒနိဝရဏဆိုတာမကျေနပ်မှုစိတ်တိုင်းမကြမှုနော်ဒေါသဖြစ်နေတဲ့သဘောကိုပြာပါဒနိဝရဏလို့ပြောတာသူလည်းပဲအပြစ်ရှိတယ်ဆင်းရဲတဲ့အကျိုးကိုပေးတယ်နောက်ပြီးတော့ထိနာမိတ်တာနိဝရဏအချင်းငိုင်းမြည်တဲ့သဘောထိုင်မိုင်းတဲ့သဘောဟုတ်လားပြီးတော့ဗါတော့ဥဒိစ္စကုတ်ကုတ်စနိဝရဏဥဒိစ္စဆိုတာစိတ်ရဲ့ပြန့်လွင့်မှုနော်ကုတ်ကုတ်စဆိုတာကနောင်တတပံပူလောင်မှုနောင်တနဲ့စိတ်နှလုံးပူလောင်တာ
စိတ်နှလုံးပူလောင်တဲ့နောင်တကသူကအကျဉ်းမြင့်နှမျိုးရှိတယ်မဟုတ်တာတွေလုံးမိပြောမိတွေးမိလို့ရရတဲ့နောင်တရှိတယ်ဟုတ်တာတွေမလုံးမိလို့ရရတဲ့နောင်တလည်းရှိတယ်ဟုတ်လားမဟုတ်တာတွေအလုံးများရင်လည်းနောင်တရတယ်နော်ကိုမကျင့်တတ်ဘူးကိုเจ้าကိုတွေးမိရင်စိတ်ထဲမှာပူရတယ်လောင်ရတယ်အဲ့ဒါကိုစားပဲမဟုတ်တာလုံးမိမှနောင်တရတာလားမဟုတ်သေးဘူးကြံသေးတယ်ဟုတ်တာမလုံးမိရင်လည်းနောင်တရတယ်အဲ့ဒီနောင်တမျိုးကများသောအားဖြင့်အိုတဲ့နာတဲ့သေတဲ့အခါမှာရတတ်တယ်ငါလွဲချော်ခဲ့မိပြီငါအသုံးမကျဘူးလှုပ်တဲ့လှုပ်ထက်တာကိုငါမလှုပ်ခဲ့ရဘူးကိုတွေ့ရကိုအများကြီးထိုးနှက်ပြီးတော့စိတ်တွေပူရတယ်လောင်ရတယ်နောင်တနော်အကုသိုလ်ကိုလုံးမိလို့ရတဲ့နောင်တကိုမိုက်နောင်တလို့ဆိုနိုင်တယ်ကုသိုလ်တွေကိုမလုပ်ခဲ့ရလို့ရတဲ့နောင်တကိုမေ့နောင်တလို့ဆိုနိုင်တယ်မိုက်လို့ပဲရတဲ့နောင်တပဲဖြစ်ဖြစ်မေ့လို့ပဲရတဲ့နောင်တပဲဖြစ်ဖြစ်ပူလောင်မှုကိုတော့တေချာပေါက်ဖြစ်စေတာအမှန်ပဲအဲ့ဒီနောင်တကြောင့်ပူရတာကိုကုက္ကုဆလို့ခေါ်တယ်တဲ့အဲ့ဒါလို့စိတ်နှလုံးပြန့်လွင့်မှုနဲ့နောင်တကြောင့်ပူလောင်ရတဲ့ဒီဥဒိစ္စကုက္ကုဆဟာလည်းပဲအကုသိုလ်အစုအပုံကြီးဖြစ်တယ်တဲ့ဟုတ်လားပြီးတော့ဗာကြံသေးတော့ဝိသိကိစ္စနိဝရဏတန်တရားတွေသူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့တန်တရားဖြစ်တယ်မဝေခွဲနိုင်မှုမဆုံးဖြတ်နိုင်မှုစေတနာမြတ်သုံးပါးနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာမှန်ကန်တိကျတဲ့အဖြစ်တရားကိုမချမှတ်နိုင်တဲ့အတွက်ကြောင့်ရှေ့တိုးရမှလို့နောက်ဆုတ်ရမှလို့တိုးလောတွေးတော့ပြီးတော့နေတဲ့တန်တရားအဲ့ဒီတန်တရားဟာလည်းပဲနိဝရဏတရားအဲ့ဒီနိဝရဏတရားဟာလည်းဘာလဲအကုသိုလ်အစုအပုံကြီးပဲလို့ခေါ်တယ်နော်ဒါကြောင့်အကုသိုလ်အစုအပုံကြီးလို့မှန်မှန်ကန်ကန်ပြောကျင်တယ်ဆိုရင်အခုဆိုခဲ့တဲ့နိဝရဏတရား၅ပါးကိုအကုသိုလ်အစုအပုံကြီးလို့ပြောလိုက်ပါတယ်ဆက်ပြီးတော့မြတ်စွာဘုရားပြောတယ်ကုသလရာတိတိဘိက္ခဝေဝရမာနောစတ္တာရောတတိပဋ္ဌာနေတမ္မာဝဒမာနောဝရေယယဟန်တို့တဲ့ကုသိုလ်အစုအပုံကြီးလို့မှန်မှန်ကန်ကန်ပြောကျင်တယ်ကောင်းကောင်းမွန်မွန်ပြောကျင်တယ်ဆိုရင်တတိပဋ္ဌာန်တရား၄ပါးကိုပြောလိုက်ပါတယ်ဟောတတိပဋ္ဌာန်တရား၄ပါးကိုကြတော့တတ်သောကုသိုလ်ရဲ့အစုအပုံဖြစ်တဲ့ဘာမကောင်းတာလေးမှရောရှက်နေတာမရှိဘူးနော်ကုသိုလ်ဆိုတော့ဘာလဲသောတော်ကအကုသိုလ်နဲ့ဆန့်ကျင်ပဲနော်အကုသိုလ်ကတော့အပြစ်ရှိတယ်ဆင်းရဲတဲ့ကျိုးကိုပေးတယ်ကုသိုလ်ကတော့အပြစ်ကင်းတယ်ချမ်းသာတဲ့ကျိုးကိုပေးမယ်ဒါသူ့ရဲ့သဘောလက္ခဏာကုသလာအနဝဇ္ဇဒုက္ခဝိပါကလက္ခဏာဟုတ်လားကုသိုလ်ဆိုတာအနဝဇ္ဇအပြစ်ကင်းတယ်ကိုယ်လည်းမထိခိုက်စေဘူးသူများလည်းမထိခိုက်စေဘူးဒုက္ခဝိပါကကောင်းကျိုးချမ်းသာကိုဖြစ်စေတတ်တယ်ဒါကြောင့်ကုသိုလ်ဆိုတာအလွန်တရာမှဖြစ်စေတဲ့သဘာဝတရားနော်အဲ့ဒီကုသိုလ်ကောင်းမှုဆိုတဲ့အစုအပုံကြီးလို့ကောင်းကောင်းမွန်မွန်ပြောရင်လည်းဆိုရင်ဘာကိုပြောရမလဲတတိပဋ္ဌာန်တရား၄ပါးကိုပြောရမယ်တဲ့တတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့ဒါကအလုံးမအာရကျင့်တတ်စရာကောင်းတဲ့ဟောပြောချက်ပေါ့နော်ဒီတော့မိမိခန္ဓာမှာဘာပဲဖြစ်ဖြစ်တတိထားလိုက်မိတယ်ဆိုရင်အဲ့ဒီတတိထားလိုက်မိတဲ့အခိုက်အတန့်လေးမှာအလွန်တန်ရှင်းစင်ကြယ်တဲ့ကုသိုလ်ကောင်းမှုတက်ကလေးဖြစ်သွားတယ်ဟောတခါတလေကုသိုလ်လုပ်ရင်းနဲ့အကုသိုလ်တွေရောတာမျိုးစိတ်ညစ်စရာစိတ်ရှုပ်စရာတွေကြုံရတာမျိုးတခြားသောကုသိုလ်တွေမှာတခါတလေရှိတတ်တယ်ဟုတ်ရဲ့လားဒီတတိထားတဲ့လုပ်ငန်းစဉ်ကတော့ဘာအကုသိုလ်မှရောစရာအကြောင်းမရှိဘူးနော်အလုံးဖြူစင်တယ်အလွန်တန်ရှင်းတယ်တတိထားလိုက်ခြင်းကိုကအပြစ်ကင်းသွားပြီကောင်းကျိုးချမ်းသာကိုပေးဖို့အတွက်အခြေအနေတည်းဖန်တီးပြီးသားဖြစ်သွားတယ်ဟုတ်လားဒါကြောင့်တတိပဋ္ဌာန်ရဲ့စွန့်ရည်တတိနော်ယုတ်ကာယရဲ့အပေါ်မှာပဲတတိထားထားခံစားချက်ဝေဒနာရဲ့အပေါ်မှာပဲတတိထားထားနော်စိတ်တွေရဲ့အပေါ်ဓမ္မတွေရဲ့အပေါ်မှာပဲတတိထားထားတတိထားတဲ့နယ်ပယ်ကတော့ဒီခန္ဓာမှာဖြစ်သမျှသဘာဝတရားတွေအကုန်လုံးဟာတတိထားစရာနယ်ပယ်ကြီးပါပဲဟုတ်တယ်မဟုတ်လားကိုတနေ့ကအတုပဘာဝနာယမှာပြောခဲ့တဲ့နော်ဇံပေမွေးခြင်းခြေတိလက်တိအစရှိတဲ့32ခုထာတာဟာလည်းပဲတတိထားတွေကနယ်ပယ်တစ်ခုပဲနော်သူ့ကိုလည်းပဲကာယကတတတိဆိုပြီးတော့နယ်ပယ်တစ်ခုအနေနဲ့မြတ်စွာဘုရားသတ်မှတ်ပေးတာနော်အဲ့ဒါပြောရင်တာကတတိပဋ္ဌာန်တရားသည်ကုသိုလ်ကောင်းမှုတက်တက်ဖြစ်တယ်ဆိုတာလေးကိုစိတ်ထဲမှာစွဲစေခြင်းတာဟုတ်လားဆက်ပြီးတော့ဥစဉ်ဘာပြောမလို့နော်ပေတတ်တို့အလွန်နာယူဝနေတဲ့တတိပဋ္ဌာန်တရားရဲ့ဂုဏ်ကျေးဇူးအဲ့ဒါကိုပြောမယ်အဲ့ဒါစိတ်ထဲမှာစွဲနေစေခြင်းတယ်တ
တိပဋ္ဌာန်တရားရဲ့ဂုဏ်ကျေးဇူးကိုစိတ်ထဲမှာစွဲနေခြင်းအဖြစ်အာအကျိုးကျေးဇူးရှိတော့အမှတ်ရလိုက်တဲ့အမှတ်ရလိုက်တိုင်းတိပဋ္ဌာန်တရားကလွယ်လို့တခြားအကိုရာမရှိဘူးဆိုတဲ့အတွေးမှန်အမြင်မှန်ကိုရနိုင်တယ်ဟုတ်လားတော်တိပဋ္ဌာန်တရားရဲ့ဂုဏ်ကျေးဇူးဘယ်နှမျိုးလဲ9မျိုးမြတ်စွာဘုရားဟောတယ်မဟာသတိပဋ္ဌာန်သုတ်တန်ကြီးမှာအလုံးနာယူဝနေမယ်လို့ဦးဇင်းထင်တယ်နော်ဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိတုဒ္ဓိယတောကပရိဒေဝနာတမတိတ်ကမာယဒုက္ခဒေါမနတနာအထင်ကမာယညာယတ္တအဓိကမာယနိဗ္ဗာနတ္တသစ္စိကိရိယာယယရိဒံစတ္တရောတတိပဋ္ဌာနာမဟာသတိပဋ္ဌာနာသုတ်တန်ကြီးကိုမြတ်စွာဘုရားဟောပြီဆိုတော့တတိပဋ္ဌာန်တရားကိုဘလို့စ조사ရတယ်ဘလို့အထောက်ရတယ်ဆိုတာကိုဘာမှမပြောသေးခင်မှာအခုငါသင်ပြပေးမယ်အဲ့ဒီတတိပဋ္ဌာန်တရားကိုအထောက်မယ်ဆိုလို့ရှိရင်ဟောဒီလိုအကျိုးကျေးဇူးတွေရနိုင်တယ်လို့အကျိုးကျေးဇူးကိုအရင်စပြီးတော့မြတ်စွာဘုရားဟောတာအကျိုးကျေးဇူးကိုအရင်ပြောတာနော်အဲ့ဒါကိုတက္ကရာဆရာကြီးကဘလို့ဖွင့်ပြတော့နော်ကဗလာရောင်းတဲ့ကဗလာကုံတယ်နော်ကဗလာအဝတ်အထည်ကိုရောင်းတဲ့ကဗလာကုံတယ်ကသူ့ရဲ့ကဗလာကိုရောင်းတဲ့အခါမှာဒီကဗလာကဘလို့နုညံ့ပါတယ်ဘလို့တိမ်မွေ့တာဘလို့အည်သွေးရှိတာဘလို့လှတာဘလို့အည်သွေးကောင်းတာလို့သူ့ရဲ့ကဗလာကိုဘာလို့ရတော့ကြော်ညာရတယ်ဟုတ်လားဓမ္မတာလည်းကဗလာကိုဝယ်တဲ့လူကအကျင့်စိတ်ပေါအောင်မယ်အဲ့ဒါကိုဥမာပေးတယ်သတိပဋ္ဌာန်တရားကိုအားထုတ်ရင်ရရှိမဲ့အကျိုးကျေးဇူးကိုပြောလိုက်တော့ဒီအကျိုးကျေးဇူးကိုရကျင်တဲ့စိတ်နဲ့တတ္တဝါတွေကသတိပဋ္ဌာန်တရားကိုအားထုတ်ကြလိမ့်မယ်ဒါကိုမြတ်စွာဘုရားမျှော်လင့်ပြီးတော့သတိပဋ္ဌာန်တရားဟောတဲ့နေရာမှာအကျိုးကျေးဇူးကိုအရင်စပြီးတော့ဟောပြတာဒါကြောင့်ဒီအကျိုးကျေးဇူးတွေကစဉ်းစားသင့်တယ်ပေါ့နော်အဲ့ဒါပထမအကျိုးကျေးဇူးကဘာပြောတာတော့နော်ဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိတုဒ္ဓိယတတ္တနာတတ္တဝါတို့ရဲ့ဝိတုဒ္ဓိယစိတ်သက်ဖြူရှင်တန်ရှင်းသွားခြင်းဆိုတဲ့အကျိုးကျေးဇူးကိုရရှိဖို့အတွက်အယံမေဃောဟောဒီတတိပဋ္ဌာန်ဆိုတဲ့လမ်းစဉ်ဟာဧကာယနောတကြောင်ဒီသောလမ်းဖြစ်တယ်တဲ့နော်ဧကာယနာဆိုတဲ့စကားလုံးလေးနဲ့ဟောတာနော်ဧကာယနာဆိုတာတကြောင်ဒီသောလမ်းနော်လမ်းနှစ်လမ်းမရှိဘူးဆိုလိုတာကစိတ်သက်ဖြူရှင်တန်ရှင်းဖို့အတွက်တခြားကျင့်သုံးစရာနီလန်မရှိပါဘူးလို့ပြောတာဒီတနည်းပဲရှိတယ်လို့ပြောတာပစစ်မှန်တဲ့တရားအထုတ်ခြင်းမှန်သမျှသည်တတိပဋ္ဌာန်ဘာဝနာတွေကိုအကျုံးဝင်တာကြီးပဲအကုန်လုံးဟာတတိပဋ္ဌာန်နေကြီးပဲတကယ်တမ်းကသဘောပေါက်ရဲ့လားဘယ်တရားအထုတ်နည်းပဲဖြစ်ဖြစ်တတိပဋ္ဌာန်ပဲတတိပဋ္ဌာန်နဲ့အကျုံးမဝင်မှုဆိုရင်လည်းပဲအဲ့ဒါတရားအထုတ်နည်းစစ်မှန်တဲ့နည်းမဟုတ်သဘောပေါက်ရဲ့လားအေးဒါကြောင့်မြတ်စွာဘုရားကတတ္တဝါတို့ရဲ့စိတ်သက်ဖြူရှင်တန်ရှင်းသွားဖို့အတွက်ဟောဒီတတိပဋ္ဌာန်ဆိုတဲ့လမ်းကြောင်းဟာရှောက်လှမ်းရမယ့်တကြောင်တည်းသောလမ်းဖြစ်တယ်လို့ပြောတာအဲ့တော့ဆိုလိုတာကတတိပဋ္ဌာန်တရားကိုအားထုတ်ရင်စိတ်သက်ဖြူရှင်တန်ရှင်းသွားမယ်လို့ပြောတာပဲစိတ်သက်ဖြူရှင်တန်ရှင်းခြင်းဆိုတဲ့အကျိုးကျေးဇူးကအလွန်ပဲမောစရာကောင်းတဲ့အကျိုးကျေးဇူးလို့ထင်ပါတယ်နော်အပေါ်ယံပဲတွေးလေးလေးနက်နက်ပဲတွေးနော်လေးလေးနက်နက်တွေးမယ်ဆိုရင်လည်းပဲစိတ်ဓာတ်ကဖြူရှင်တန်ရှင်းမှုဝိတ္တုဒ္ဓိရှိမှဒီစိတ်ကကိလေသာကနေလွတ်မြောက်မှုဝိမု ക്തി ဆိုတာဖြစ်နိုင်တာဟုတ်လားစိတ်တက်မဖြူစင်မဲနဲ့လွတ်မြောက်မှုဆိုတာမရနိုင်ဘူးဒါကအမြင်မှားဆုံးအနေထားကိုပြောတာပေါ့နော်ဦးဇင်းတို့အပေါ်ယံကြည့်မယ်ဆိုလို့ရှိရင်ပဲလူတယောက်ရဲ့တန်ဖိုးကဘာလဲစိတ်တက်ဖြူစင်တန်ရှင်းမှုပဲဟုတ်တယ်မဟုတ်လားယူသားဖို့ပဲဖြောင့်မတ်ဖို့ပဲစိတ်ရဲ့မလိုလားအပ်တဲ့အညစ်အကြေးတွေနည်းဖို့ပဲစိတ်ရဲ့အညစ်အကြေးတွေကဘာတော့အလိုဆန္ဒတွေမကျေနပ်မှုတွေမနာလိုမှုတွေဝန်တိုမှုတွေရှင်ပြိုင်မှုတွေဟုတ်တယ်မဟုတ်လားအဲ့ဒီအောက်တန်းကြတဲ့ယုံရင်ကြံထမ်းတဲ့စိတ်ဓာတ်တွေရှိနေတဲ့ဆိုလေအဲ့ဒီပုဂ္ဂိုလ်ရဲ့တန်ဖိုးမဲလေးပဲဟုတ်တယ်မဟုတ်လားစဉ်းစားကြည့်နော်အဲ့တော့တကယ်လူတွေတယောက်တန်ဖိုးထားတယ်ကိုတန်ဖိုးထားတယ်ဆိုတဲ့နေရာမှာလည်းပဲစိတ်ဓာတ်ဖြူရှင်တန်ရှင်းလေးတန်ဖိုးထားနိုင်လေးပဲကိုလည်းအဲ့ဒီအတိုင်းပဲကိုစိတ်ဓာတ်ကြီးအလဲညစ်ပတ်နေတယ်ဆိုရင်သိပ်ပြီးတော့မကြိုက်ဘူးတွေးမိရင်မကြိုက်ဘူးတော့သူများကဘယ်လိုလဲမကြိုက်ဘူးနော်လောဘသိကြည့်တယ်လူသားတယောက်အနေနဲ့လောဘကတော့ရှိကြတာပေါ့သို့တော့ရှိတဲ့ရှိလိုက်တဲ့လောဘတွေပိုကြီးလာပြီလောဘကြီးကတော်တော်ကိုပဲတိတာထင်ရှားနေပြီဆိုရင်ဘလို့ဖြစ်သွားတာမုန်းသွားတယ်ဗျဟုတ်တယ်နော်အဲ့လိုပဲဦးဇင်းတို့ဒေါသပါမဟုတ်ဘဲနဲ့ပဲစိတ်ဒုံနေတယ်အမြဲတမ်းစိတ်ဒုံနေတယ်ဆိုရင်ဘာဖြစ်တော့မကြိုက်ဘူးအဲ့ဒီဥစ္စာအဲ့တော့ကိုယ်ကလည်းစဉ်းစားပေါ့သူများရဲ့စိတ်ဓာတ်ကြီးအောက်တန်းကြတယ်အဲ့လိုကြမ်းတမ်းယုံရင်းနေဆိုရင်မကြိုက်တယ်လို့ကိုယ်စိတ်ဓာတ်ကြီးယုံရင်ကြမ်းတမ်းတယ်ဆိုရင်လည်းကိုယ်နိစ္စရပတ်ဝန်းကျင်ကကိုယ့်ကိုကြိုက်မှာမဟုတ်အဲ့လူတွေဟာတယောက်နဲ့တယောက်တန်ဖိုးထားပြီးတော့ဆက်ဆံနေဆိုတာအဓိကအဲ့ဒီစိတ်ကလေးကိုကြည့်ပြီးတော့ဆက်ဆံကြတာရေရှည်မှာအဲ့ဒါပဲတော့အစကတူတွေ့ရတာတော့ရုပ်ရည်သွင်းပြင်ကိုတွေ့ရတာပေါ့နော်အဲ့ဒါနဲ့ပေါင်းတဲ့ဆက်ဆံကြတယ်နောက်ကြတော့ဒီစိတ်ကတဖြည်းဖြည်းနဲ့
လူအကြောင်းပါလေပေါင်းတော့သိလာတာပေါ့ဟုတ်လားပေါင်းလို့သိလာပြီဆိုတော့ဟဲ့စိတ်ကြီးကလည်းဘလို့ကြီးတော့ရုပ်ကိုမပြောတော့ဘူးเนาะအဲ့ဒီကြတော့ရုပ်ကသိအရေးမပါတော့ဟုတ်လားအဲ့ဒီစိတ်ကိုမကြိုက်တာနဲ့ပဲတချို့တယောက်နဲ့တယောက်ပါဖြစ်သွားတော့ဝဲသွားကြရောရုပ်ကြီးကတော့ဒီရုပ်ပဲเนาะဒါပေမဲ့ဘာလို့မကြိုက်လို့ဖြစ်သွားတော့စိတ်ကိုမကြိုက်တာအဲ့တော့စိတ်ဓာတ်ဖြူစင်တန်ရှင်းမှုကိုလူတွေဘလောက်အရေးထားလဲဆိုတာကိုတတိယပြီးတော့ကိုယ့်ရဲ့စိတ်ဓာတ်ကိုဖြူစင်အောင်ကြိုးစားရမှာဒါသူများကမျက်နှိုးဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်နဲ့ကြိုးစားခိုင်းတာမဟုတ်ပါဘူးလောကမှာဖြစ်တတ်တဲ့သဘောကိုပြောပြတာဟုတ်လားအဲ့တော့ဦးဇင်းတို့မြတ်စွာဘုရားဟောထားတာလေအဲ့ဒီတိုင်းပဲနော်တတ္တဝါတွေရဲ့စိတ်ဓာတ်ကိုကြည့်ပြီးတော့တတ္တဝါတွေကမျက်နှိုးကြတယ်မမျက်နှိုးကြဘူးတန်ဖိုးထားကြတယ်တန်ဖိုးမထားကြဘူးဆိုတာဖြစ်သွားတာပဲနော်ဒါကြောင့်ကိုယ့်ရဲ့စိတ်ကလေးကိုဖြူစင်တန်ရှင်းအောင်အပြစ်ကင်းအောင်ကြိုးစားရမယ်ရောနော်စိတ်ဓာတ်ဖြူစင်တန်ရှင်းမှုဆိုတဲ့အကျိုးကျေးဇူးကိုနော်အလေးနဲ့ပဲတွေးအပေါ်ယံပဲတွေးသူဒီတန်ဖိုးအကြီးမားဆုံးလို့နားလည်ရမှာကိုဆိုကြပါစို့တတ္တဝါတွေကိုအစဉ်အတန်းပိုင်းခြားတဲ့နေရာမှာဘယ်လိုပိုင်းခြားတော့နော်ဒုက္ခတိဘုံလို့ပိုင်းခြားတယ်ပိဋ္ဌာန်နေအပေသူအပေသားအပေဘုံသားတွေဟုတ်လားလူဘုံပိုင်းခြားတယ်အဲလူဘုံမှာလဲဘယ်လိုပြောတော့သူကြတော့ဒုက္ခတိဘုံဟုတ်လားအဲ့ဒီမှာဦးဇင်းတို့ဒုက္ခတိမှာလည်းပဲနော်ဒွိဟိတ်ရှိတယ်တိဟိတ်ရှိတယ်ဒွိဟိတ်ဆိုတာဘာတော့နော်အလောဘအဒေါသနော်ဟိတ်နှစ်ပါးပေါ့နော်ဟောငါတိဟိတ်ကြတော့အလောဘအဒေါသအမောဟအတိညာမှာပါလာတယ်နော်စိတ်ရဲ့အရည်သွေးမြင့်လာတာကိုကြည့်ပြီးတော့တိုင်းတာဟုတ်လားနော်နောက်ပြီးတော့ဦးဇင်းတို့လူတွေရဲ့အစဉ်အတန်းကိုအကျဉ်းမြင့်ဘလို့ပိုင်းမယ်တော့ပုထုဇဉ်ရဲ့အရိယာရဲ့လို့ပိုင်းတယ်နော်ပုထုဇဉ်မှာလည်းပဲအန္တပုထုဇဉ်ရှိတယ်ကလျာဏပုထုဇဉ်ရှိတယ်ဟုတ်တယ်မဟုတ်လားအန္တပုထုဇဉ်ကဘယ်မှာရှိတော့အောက်ခြေမှာရှိတယ်သူ့အထက်မှာကလျာဏပုထုဇဉ်ရှိတယ်သူ့အထက်မှာနော်သောတာပန်ရှိမယ်သဂရဂံရှိမယ်အနာဂံရှိမယ်ယန္တာရှိမယ်ဒါလူအစဉ်တန်းပဲတကယ်တမ်းကဟုတ်လားအဲ့ဒီအစဉ်တန်းကိုဝေဖန်ကြည့်လိုက်လေဗျာဘာလို့ထားတာတော့စိတ်အနေထားကိုကြည့်ပြီးတော့ပဲပိုင်းခြားထားတာဟုတ်လားအန္တပုထုဇဉ်တဲ့ဘာမှမှန်မှန်ကန်ကန်မသိဘူးသူသိတာကရှိဖို့ရဖို့နောက်လူလောကကြီးဘလို့နေဖို့ဒီလောက်ပဲသိတာဒါတွေဟာပုဂ္ဂိုလ်တ attva သဘောမဟုတ်ဘူးဓမ္မသဘာဝတွေဖြစ်တယ်လို့အဲ့လိုလေးနဲ့တဲ့အပိုင်းခန္ဓာရဲ့အကြောင်းကိုသိတဲ့အပိုင်းကျတော့ဘာမှမရှိဘူးအဲ့ဒါမျိုးမရှိတာကိုဘာခေါ်တော့အန္တပုထုဇဉ်လို့ခေါ်တာယုံမှမသိနာမှမသိဟုတ်လားသဘာဝတရားတွေရဲ့အကြောင်းဘာမှနားလည်ဖို့အတွက်စိတ်မဝင်စားဘူးအန္တပုထုဇဉ်နောက်ကလျာဏပုထုဇဉ်ကျတော့အဲ့ဒါထက်ပိုပြီးတော့မြင့်မားသွားတယ်နော်သဘာဝတရားတွေလို့သိတယ်သိအောင်လဲကြိုးစားတယ်အနိစ္စဒုက္ခအနတ္တသိခြင်းနဲ့သိအောင်ကြိုးစားတယ်ဒီအနေထားမျိုးကိုဘာလို့ခေါ်တော့ကလျာဏပုထုဇဉ်နောက်ဆုံးသစ္စာလေးပါးကိုထွန်းဖောက်ပြီးတော့သိသွားပြီနော်တက္ကာယဒိဋ္ဌိဆိုတဲ့အညစ်အကြေးကင်းသွားပြီဝိသိကိစ္စဆိုတဲ့အညစ်အကြေးကင်းသွားပြီအိတ်တမစ္စရိယဆိုတဲ့အညစ်အကြေးကင်းသွားပြီဆိုဘာဖြစ်သွားခေါ်တော့သောတာပန်ဖြစ်သွားတယ်ခေါ်အစဉ်တန်းဘာဖြစ်သွားမြင့်သွားတာစိတ်ဓာတ်ရဲ့အညစ်အကြေးထူပြောလေလေတတ္တဝါရဲ့အစဉ်တန်းနှိမ့်လေလေနော်စိတ်ဓာတ်ရဲ့အညစ်အကြေးပါလေလေတတ္တဝါရဲ့အစဉ်တန်းမြင့်လေလေပဲဒါပဲတဲ့ဟုတ်လားဒါကြောင့်ကိုယ့်ရဲ့စိတ်ဓာတ်ကိုအစဉ်တန်းမြင့်နေတယ်ဆိုရင်အညစ်အကြေးနည်းအောင်လုပ်ရမယ်ပေါ့နော်အဲ့ဒါဒီတတိပဋ္ဌာန်ဆိုတဲ့လမ်းစဉ်ကအညစ်အကြေးကိုနည်းယုံနေမကောဘူးလုံးဝဖြူစင်သွားသည့်အထိသူ့ကိုစ조사အထုတ်မယ်ဆိုရင်ဖြစ်သွားနိုင်တယ်哦ဒါကိုပြောတာနော်ဒါနံပါတ်1ရရှိနိုင်မယ်အကျိုးကျေးဇူးတတ္တနံဝိသုဒ္ဓိယတတ္တဝါတို့ရဲ့စိတ်ကိုဖြူစင်တန့်ရှင်းသွားစေလိမ့်မယ်လို့ဟောတာနောက်ဦးဇင်းတို့ဆက်ပြောမယ်ပါတယ်တော့တောကပရိဒေဝနံတမတိကမာယစိုးရင်ချင်းတောကနဲ့ငိုကြွေးခြင်းပရိဒေဝတို့ကိုလွန်မြောက်သွားစေလိမ့်မယ်ဟာသတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်စိုးရင်စရာနဲ့တွေ့လဲမစိုးရင်မှုငိုကြွေးစရာနဲ့တွေ့လဲမကုံကြွေးဘူးလို့ဆိုတဲ့အလွန်ရင့်ကျက်တဲ့အနေအထားကိုရှောက်သွားနိုင်တယ်ခုဒီကဓမ္မတို့ဦးဇင်းတို့တွေမှာအဲ့ဒီလိုရင့်ကျက်တဲ့အရည်အသွေးကမရသေးဘူးကိုယ့်အခြေအနေမှာဟောလဲကိုနားလဲဖို့လိုတယ်နော်ကိုအားလုံးဒါဦးဇင်းတို့လည်းပါဝင်ပဲစိုးရင်စရာတွေ့ရင်စိုးရင်အောင်မယ်ငိုစရာတွေ့ရင်ငိုရအောင်မယ်ဒါမနေ့ပြန်ဆိုဦးဇင်းဆေးစစ်မှာပဲစိုးရင်စရာပဲတွေ့မလားငိုစရာပဲတွေ့မလားတော့မသိဘူးပေါ့နော်ဒါပဲလေဟုတ်လားကိုယ်ခန္ဓာပေါ်မမောမှုတွေ့တာမှုမကင်းသေးသေးမြတ်တခုခုမြန်ဖြစ်လိမ့်မလားဆိုတဲ့စိုးရိမ်မှုကမရှိဘူးလားစဉ်းစားနော်ဒါကြီးကခက်တာကဘယ်တော့မှ
နော်မပြည့်စည်ပါဘူးအမြဲတမ်းအကောင်းကြီးတိုင်းအမှားကြီးတိုင်းအမြဲတမ်းကြီးရှိနေမှာမဟုတ်တစ်ချိန်ကျရင် तू ကဖြစ်ကိုဖြစ်မှာပဲဟုတ်တယ်မဟုတ်လားမဖြစ်သေးတာပဲရှိတယ်ဖြစ်ကိုဖြစ်မှာဒါကြောင့်မနက်ကတော့ဦးဇင်းကသိချင်းတရားကြောင့်စဉ်းစားရင်းနဲ့ငါပြောစရာတစ်ခုကြံသွားတယ်နော်ဆိုရပါစို့တချို့တေဂာနီးမှာအရင်ကြောက်ကြတယ်မကြောက်ပါနဲ့ဒီတစ်ခါသေလိုက်ရင်ဒီဘဝတည်းနောက်ထပ်တစ်ခါထပ်သေတယ်မလို့တော့ဘူးလို့ဟုတ်တယ်မဟုတ်လားဟုတ်တယ်မဟုတ်လားမသေရဘူးဆိုဒီတာဝန်ကမပြီးသေးဘူးပြီးရင်သေရမှာပဲလေအဲ့တော့သေသွားတဲ့လူကဒီဘဝအတွက်သူတာဝန်ချေသွားတယ်မသေရသေးတဲ့လူကတာဝန်မချေသေးဘူးအဲ့တော့စိတ်ထဲဘယ်လိုစဉ်းစားဆိုသူကအကျွေးများနဲ့လည်းတော်တော်တူပါလားဒီဘဝအတွက်မဖြစ်မနေဆက်ရမယ်အကျွေးသေခြင်းနဲ့ဆက်လူတွေကအကျွေးဆိုရင်တော့ဆက်ပြီးသားသူတို့ကတော်တော်ကောင်းသွားပြီလို့ပြောကြတယ်နော်သူတို့အကျွေးတွေကြေသွားပြီငါတို့ကတော့အကျွေးတွေမကြေသေးဘူးဆိုရင်ဘယ်လိုဖြစ်ချင်တော့အကျွေးကြေတယ်လို့ဖြစ်ချင်တယ်နော်အဲ့ဒါကြတော့ဟုတ်တယ်မဟုတ်လားဒုက္ခအေးသွားတာပေါ့လို့အောက်မေ့တာပေါ့လေဒါအကျွေးနဲ့ပတ်သက်ပြီးတော့ပြောတာပါအဲ့လိုပဲမသေးရဘူးမသေးရသေးဘူးဆိုရင်မသေးရတော့ဘူးမှမဟုတ်ဖဲကိုမသေးရသေးတာပဲရှိတာမသေးသေးဘူးဘာလို့မှသေအောင်မှာဟုတ်လားတဘောတစ်ခါတော့သေရမှာဖြစ်တဲ့အတွက်ကြောင့်တော့ကြောက်နေလဲပဲအပူပဲဆိုတဲ့အတွေ့မျိုးမတွေ့သင့်ဘူးလားတွေ့သင့်တယ်အခုလည်းပဲဦးဇင်းတို့စိုးရိမ်မှုငိုကြွေးမှုရဲ့အကြောင်းတရားကဘာလဲပျက်စီးခြင်းပဲအဲ့တော့ပျက်စီးခြင်းဆိုတဲ့အဖြေကအလွန်အပေါ်ယံဆန်တဲ့အဖြေပဲဒါလူတိုင်းအပေါ်ယံကြည့်ပြီးတော့ဖြေတဲ့အဖြေနောက်တစ်ခုခုကျမကြီးပျက်စီးတယ်စေဝါကြီးပျက်စီးတယ်နောက်ဆွေမျိုးတိုင်းဝိုင်းတွေပျက်စီးတယ်နောက်ဆုံးဘဝပျက်စီးမယ်ဒီအနေထားတွေကဘာလဲစိုးရိမ်စရာငိုကြွေးစရာအနေထားပါအဲ့တော့ပျက်စီးလို့စိုးရိမ်ရတယ်ငိုရတယ်ဆိုတဲ့အဖြေကလိုလားအပ်တဲ့အဖြေလားစဉ်းစားကြည့်ပျက်စီးလို့စိုးရိမ်ရတယ်ငိုရတယ်ဆိုရင်တော့စိုးရိမ်ခြင်းငိုကြွေးခြင်းကလွတ်မြောက်စရာအကြောင်းမရှိဘူးဘာလို့ပျက်စီးမှုကတေချာတော့တွေ့မှာကာကွယ်လို့လည်းမရဟုတ်တယ်မဟုတ်လားအဲ့တော့ဘာကြောင့်စိုးရိမ်ရတာတုံးဘာကြောင့်ငိုကြွေးရတာတုံးဆိုတဲ့တော့အဖြေမှန်ကိုထုတ်မယ်ဆိုလို့ရှိရင်အဲ့ဒီပျက်စီးမဲ့အရာတွေရဲ့ပုံမှာဆွဲမဲ့မှုမကင်းလို့စိုးရိမ်ရတာငိုကြတာအဲ့ဒီအဖြေမှန်ကိုတတိမြင်နိုင်မှုလိုတယ်ဒါပေမဲ့လူတော်တော်များများကပျက်စီးခြင်းကိုပဲစိုးရိမ်ခြင်းကိုကြွေးခြင်းရဲ့အကြောင်းတရားလို့ထင်ကြတာတကယ်ကဆွဲမဲ့ခြင်းကစိုးရိမ်ခြင်းကိုကြွေးခြင်းရဲ့အကြောင်းတရားပဲဆွဲမဲ့မှုသာမရှိဘူးဆိုရင်သူဘလောက်ပဲပျက်စီးနေစိုးရိမ်စရာငိုစရာအကြောင်းမရှိဘူးတော့အဖြေကတော့အလွန်ရှင်းတယ်နော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့တတိပဋ္ဌာန်တရားကဘာကြောင့်စိုးရိမ်မှုငိုကြွေးမှုကိုကြော်လွှားသွားနိုင်တာတုံးလွန်မြောက်သွားနိုင်တာတုံးလို့မေးရင်အဲ့ဒီစိုးရိမ်ခြင်းငိုကြွေးခြင်းရဲ့အကြောင်းဖြစ်တဲ့ဆွဲမဲ့မှုကိုတဖြည်းဖြည်းလျှော့ချနိုင်တဲ့အတွက်ကြောင့်စိုးရိမ်မှုငိုကြွေးမှုကိုသူဟာကြော်လွှားသွားစေနိုင်တာအဖြေမှန်ကိုမြင်အောင်ကြည့်ဖို့လိုတယ်ဟုတ်လားအဲ့တော့ဘာလို့ဒီဆွဲမဲ့မှုကိုလျှော့ချနိုင်တာတုံးဆိုတော့တတိပဋ္ဌာန်တရားကိုပွားများခြင်းအပြင်ဘဝခန္ဓာဟာဆွဲမဲ့စရာမရှိဘူးဆိုတဲ့အဖြေမှန်ကိုတဖြည်းဖြည်းနဲ့ပြတ်သားသားသူရသွားနိုင်တာပဲအမှန်ပေါ့နော်ဖြစ်နေတဲ့အနေအထားမှန်ကဆွဲမဲ့စရာမရှိဘူးဆွဲမဲ့စရာရှိတယ်လို့ဖြစ်နေတာကကိုယ့်အထင်ကိုယ့်ရဲ့မှားယွင်းမှုဒါကြောင့်မြတ်စွာဘုရားဟောတာရှိတယ်လေအတာတံတတရူပေနပိယရူပေနအပိယဒုက္ခံဒုက္ခတရူပေနပမတ္တမတိဝတ္တတိအဓိပ္ပာယ်ကဘာပြောတော့အတာတံတတရူပေနตายาစာမဟုတ်တဲ့လောကကြီးကตายာစရာလိုနဲ့နော်ပိယရူပေနအပိယချစ်စရာမဟုတ်တဲ့လောကကြီးကချစ်စရာလိုနဲ့နော်ဒုက္ခံဒုက္ခတရူပေနနော်ဆင်းရဲတဲ့လောကကြီးကချမ်းသာလိုနဲ့ပမတ္တမတိဝတ္တတိမေ့လျော့နေတဲ့တတိမရှိတဲ့ပုဂ္ဂိုလ်ကိုအမြဲတမ်းလွှမ်းမိုးဖြစ်စည်းနေတယ်တဲ့ဒီကာထာလေးလည်းပဲအရန်သဘောကျတဲ့အကောင်းဒါကလောကရဲ့သဘောနဲ့တတ္တဝါတွေရဲ့အနေအထားရှင်းပြတာပေါ့နော်လောကကြီးကตายာစရာလောကကြီးမဟုတ်ဘူးဒါပေမဲ့လို့တတိမရှိဘူးဒီတိုင်းအမှတ်တမဲ့နေမယ်ဆိုရင်အဲ့ဒီตายာစရာမဟုတ်တဲ့လောကကြီးကပဲအဲ့ဒီတတိမရှိတဲ့ပုဂ္ဂိုလ်ကိုตายာစရာလိုနဲ့လှည့်စားပြီးတော့သူ့ကိုလွှမ်းမိုးဖိစီးသွားလိမ့်မယ်လို့ပြောတာလောကကြီးမှာတကယ်တမ်းကချစ်ခင်နှစ်သက်မြတ်နိုးစရာမရှိဘူးတဲ့ဒါပေမဲ့တတိမရှိဘူးဆိုရင်လည်းအဲ့ဒီချစ်ခင်နှစ်သက်မြတ်နိုးစရာမဟုတ်တဲ့လောကကြီးကပဲတတိမရှိတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ထဲမှာတော့ချစ်ခင်နှစ်သက်မြတ်နိုးစရာအပြည့်လို့သူထင်နေလိမ့်မယ်ဟုတ်လားတကယ်တမ်းကလောကရဲ့သဘောကဆင်းရဲဒုက္ခရဲ့အစုအပုံပဲသို့တော့ကိုယ်တတိထားပြီးတော့မကြည့်နိုင်ဘူးဆိုရင်အဲ့ဒီဆင်းရဲတဲ့လောကကြီးကပဲသူ့စိတ်ထဲမှာဘလို့ဖြစ်နေတော့ချမ်းသာလို့ဖြစ်နေမယ်တဲ့နော်
ta ta rupena piya rupena apiya dukha dukkhata rupena pamada matiwadati adhika toje sakalonga ba le pamada matiwadati meနေတဲ့လူကိုလွှမ်းမိုးဖြည့်ဆည်းမယ်လို့ပြောတာကြောင်းမြန်လေးပြန်လှန်လိုက်မမေ့တဲ့လူတတိရှိတဲ့လူကိုလွှမ်းမိုးမှုဖြည့်ဆည်းမှုမလုံးနိုင်ဘူးသူ့ရဲ့အနေထားမှန်ကိုသူပြရလိမ့်မယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်လားဒါကြောင့်တတိရှိခြင်းနဲ့မရှိခြင်းရဲ့တော့ထွက်လာမဲ့အဖြေကအယံကွာခြားနေတယ်ဟုတ်လားတတိရှိလို့ရှိရင်လောကရဲ့အမှန်သဘောကိုသူမြင်မယ်တတိမရှိဘူးဆိုရင်လောကကဖြစ်နေတာတစ်မျိုးကိုယ်ကထင်နေတာတစ်မျိုးအဲ့ဒီမှာဆွဲမဲ့မှုဆိုတာဖြစ်လာတာအဲ့ဒီဆွဲမဲ့မှုကြီးရင်ကြီးသလောက်ပျက်စီးပြီဆိုတာနဲ့စိုးရင်တော့မှာပဲငိုတော့မှာပဲဒါပဲဟုတ်လားဒါကြောင့်စိုးရင်ချင်းကိုကြွေးခြင်းဆိုတဲ့လူတိုင်းမလိုလားအပ်တဲ့ဒီအခြေအနေဆိုဟာဘယ်ကနေပေါက်ဖွာလာလဲလို့စီစစ်ကြည့်ဘယ်ကနေပေါက်ဖွာလာတော့ဆွဲမဲ့မှုကနေပြီးတော့ပေါက်ဖွာလာတာအဲ့ဒီဆွဲမဲ့မှုကလည်းဘာကြောင့်ဖြစ်တာတော့တတိမရှိမှုကနေဖြစ်တာပဲဟုတ်တယ်မဟုတ်လားတတိရှိရင်အမှန်သိနိုင်တယ်အမှန်သိရင်ဆွဲမဲ့မှုနည်းနိုင်တယ်ဆွဲမဲ့မှုနည်းရင်သူ့အကျိုးဆက်ဖြစ်တဲ့စိုးရင်မှုကိုကြွေးမှုလည်းနည်းနိုင်တယ်ပေါ့အဲ့လိုလေအကြောင်းအကျိုးခွင်းဆက်ကလေးတော့ချိတ်ဆက်မိအောင်နားလည်ဖို့မလိုဘူးလားလိုတယ်ဒါသတိပဋ္ဌာန်ဘာဝနာရဲ့စွန့်ရည်တတိပေါ့ကိုယ့်ကိုယ်ပဲလှုပ်ယူရမှာနော်ဒီအည်သွေးကဟုတ်လားနောက်ဦးဇင်းတို့၄ခုမြောက်နဲ့၅ခုမြောက်ပြောထားတဲ့အကျိုးကျေးဇူးကဘာလဲတော့ဒုက္ခဒေါမနတန္တအထင်ကမာယတဲ့ဟုတ်လားကိုယ်ဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတတရားတို့ကိုအထင်ကမဆိုတာချုပ်ငိမ့်သွားတာပြောချုပ်ငိမ့်သွားစေလိမ့်မယ်တဲ့တတိပဋ္ဌာန်တရားကိုအားထုတ်ရင်ကိုယ်ဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတကိုချုပ်ငိမ့်သွားစေလိမ့်မယ်တဲ့ဒါကအမြင့်မားဆုံးအနေထားနဲ့ပြောရမယ်ဆိုလို့ရှိရင်ယန္တာဖြစ်ပြီးဆိုရင်ယန္တာဖြစ်ပြီးဒီအခြားမဲ့နော်ပြိဋိဘံစံသွားပြီးသုတိစိတ်ရဲ့အခြားမဲ့မှာဘာဒုက္ခမှဖြစ်စရာကြောင်းမရှိတော့ဘူးနော်အနာဂံဖြစ်သွားပြီဆိုရင်အနာဂံဖြစ်ပြီးတာနဲ့ဘာဒေါမနတမှဖြစ်စရာကြောင်းမရှိတော့ဘူးနော်ဒေါမနတဝေဒနာလုံးဝချုပ်သွားပြီနော်ဒေါမနတဝေဒနာဆိုတာဒေါသဖြစ်မှသာဖြစ်နိုင်တာကိုအနာဂံဖြစ်သွားပြီဆိုဒေါသကအမြင့်ပြတ်ပယ်လိုက်ပြီကိုဟုတ်လားအေးအဲ့တော့ဒုက္ခဒေါမနတချုပ်တယ်ဆိုတာကအဲ့ဒါအဆုံးစွန်ပေါ့နော်တတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်အဲ့ဒါလိုမျိုးကိုကမဲ့ညံပုံညံနေမရသေးလို့နောက်ဘုဒ္ဓရှင်ဘဝနဲ့ပဲဆက်ပြီးတော့ကျင့်လဲကျက်စားနေရတဲ့အခါမျိုးမှလည်းပဲတတိပဋ္ဌာန်တရားကိုအားထုတ်ထားရင်အားထုတ်ထားသလောက်အဲ့ဒီဒုက္ခဒေါမနတတွေနေပါသွားစေနိုင်တယ်လို့ဒါကိုလည်းပဲနားလည်ဖို့လိုတယ်မချုပ်ငိမ့်သေးခင်မှာနေပါသွားစေနိုင်တယ်ဒုက္ခတွေနည်းသွားနိုင်တယ်ဒေါမနတတွေနည်းသွားနိုင်တယ်ဒုက္ခပဲပုံပဲနည်းနိုင်တော့နောက်တတိထားလို့စိတ်ရဲ့စွမ်းရည်မြင့်လာတာနဲ့မြတ်စိတ်ရဲ့မိရာရုပ်ခန္ဓာကြီးပိုးပြီးတော့အစဉ်ပြေးလာတာတွေရှိတယ်ဒါကြောင့်တချို့ယောဂဝေဒနာတွေတက်တာသွားတာရှိတယ်စိတ်စွမ်းအားနဲ့စိတ်ရဲ့စွမ်းအားကဘာလဲဆိုတော့ကအညစ်အကြေးနေတဲ့အနေထားကိုဆိုစိတ်ရဲ့စွမ်းအားပါပဲဟုတ်ရဲ့လားစိတ်ရဲ့ကြည်လင်မှုတန်ရှင်းမှုစိတ်ကြည်လင်တန်ရှင်းမှုရှိတဲ့တော့ကြည်လင်တန်ရှင်းတဲ့စိတ်ရဲ့မိရာဒီရုပ်ဟာလည်းအထိုက်အလျောက်ကြည်လင်တန်ရှင်းလာတာတွေရှိတယ်သူတို့နှစ်ခုကနဲ့နဲ့ဆိုင်ဆိုင်ဆက်နေတယ်နှွဲနေတယ်ဒါကိုနားလည်ဖို့လိုတယ်ဒါကြောင့်တရားအထုတ်လို့တချို့ယောဂပျောက်တယ်ဆိုတာရှိတယ်ဒါအလွန်အံ့ဩစရာကောင်းတဲ့ကိစ္စကြီးလို့အပေါ်ယံကြည့်ရင်တော့ထင်စရာရှိတယ်သို့တော့တဘာဝကြကြစဉ်းစားမယ်ဆိုရင်ဒီစိတ်နဲ့ဒီရုပ်လုံးဝကြီးဆက်နွယ်နေတာဘာမှမဖြစ်နိုင်ကြအကြောင်းမရှိဘူးစိတ်ကောင်းသွားတယ်နဲ့ရုပ်ကောင်းသွားတာစိတ်ဆိုးတာနဲ့ရုပ်ဆိုးတာတွေကိုကြည်သောအဖြစ်စိတ်ကောင်းရင်ရုပ်ကောင်းသွားနိုင်တယ်ဆိုတာကိုမှတ်လို့မရဘူးလားနော်စိတ်တွေညစ်လို့စိတ်တွေရှုပ်လို့စိတ်တွေပူလို့ယောဂအမျိုးမျိုးဖြစ်ကြတယ်လို့အခုဆေးပညာရှင်တွေမပြောဘူးလားဟုတ်တယ်နော်စိတ်ကြောင့်ယောဂဖြစ်တယ်လို့ပြောရင်စိတ်ကြောင့်ယောဂပျောက်တယ်ဆိုတာလည်းသေချာပေါက်ဖြစ်နိုင်တာပေါ့ဟုတ်တယ်မဟုတ်လားအဲကြောင့်ဒုက္ခကိုနည်းသွားနိုင်တယ်ပေါ့နောက်ဒေါမနတနည်းနိုင်တယ်ဆိုတာလည်းအလွန်ထင်ရှားတယ်လောကရဲ့အကြောင်းဘဝရဲ့အကြောင်းကိုသိအမြင်များလေလေစိတ်တူစရာမကျေနပ်စရာတကယ်တမ်းကမရှိပါလားစိတ်တူစရာမကျေနပ်စရာလို့ထင်နေတာကငါကပါလားကွက်ကွက်ပြားပြားမြင်လာနော်အစကနဦးမှာတော့ဒင်းကိုအစားစိတ်တူစရာတော်တော်ကောင်းတယ်သူများကြီးပုံချနေတာဟုတ်လားကိုဒေါသဖြစ်တဲ့ကိစ္စကိုကိုအသုံးမကျတာကိုနည်းနည်းမှမမြင်ဘူးဟုတ်လားအဲ့ဒီလိုဖြစ်အောင်လုပ်ငါအဲ့လိုဖြစ်ရတယ်ဆိုတော့ဒါအကုန်ညံ့တာကြီးပိုးပြီးတော့တောင်ဘောလုံးကြီးပေါ်လာသေးတယ်ဟုတ်တယ်မဟုတ်လား तू ကအဲ့လိုလုပ်တာနဲ့ကိုကဘယ်နဲ့ကြောင့်အဲ့လိုဖြစ်ရတာကိုဘာမှမချုပ်နိုင်ဘူးမကင်နိုင်ဘူးမထိန်းနိုင်ဘူးမသိမ်းနိုင်ဘူးဟုတ်တယ်မဟုတ်လားတကယ်ဆိုလို့ရှိရင် तू ကဘယ်လိုနေကိုလည်းကိုကြည်မှန်းချက်လေးနဲ့ကိုကြိုက်တဲ့ပုံစံလေးနဲ့နေနိုင်ရင်ပို့ပြီးတော့စွမ်းအားရှိတယ်လို့မဆိုနိုင်ဘူးလားခုတက္ကမဦးဇင်းတို့ကကိုကြိုက်တဲ့ပုံစံနဲ့ကိုမနေနိုင်ဘူးသူကဒေါသဖြစ်တယ်ဖြစ်အောင်လှုပ်ပြန်ဒေါသဖြစ်ကိုဖြစ်ရတာအဲ့တော့ကျုပ်ကဘာသွားပြီးတော့အမှတ်ရအောင်ဆိုတော့နော်အစတန်တဲ့လူနဲ့
ဟုတ်လားအလွန်မိုက်မဲတဲ့ကလေးအဲ့ဒီနှစ်ယောက်ကိုသွားပြီးတော့မြင်တယ်ကလေးကလည်းအမိုက်ဆိုတော့စလို့စာမမသိဟုတ်လားတကယ်ဆိုလို့ရှိရင်ဒုက္ခရောက်တယ်ဆိုတာစတာပဲလေဖို့လို့ကဒါပေမဲ့ကလေးကစတာလို့ तू သိလားမသိဘူးအဲ့ဒါ तू ကဘာတင်တော့စိတ်တူတာပေါ့အဲ့ဒါစိတ်တူရတဲ့ကိစ္စမှာတော့စတာကိုစာမမသိတာတကယ်တမ်းကဘာလဲအပြစ်ပေါ့ဒီကလေးရဲ့ညံ့ဖျင်းမှုပေါ့တော့ကလေးတိုင်းစိတ်တူသလားမတူပါဘူးတချို့ကလေးကလူရည်လဲတယ်ဟောစနေတာလို့သိတယ်သိတော့စိတ်မတူစတာကတော့အတူတူပဲခံရတယ်သို့တော့တယောက်ကစိတ်တူတယ်တယောက်ကစိတ်မတူဒါဥစဉ်မြင်မိတဲ့ဥပမာပေါ့နော်အဲ့ဒါလိုပဲဘဝမှာအာယုန်တွေရဲ့ကြည်စားမှုလောကရန်တရားတွေရဲ့နော်အစအနောက်တန်မှုတွေကိုကြုံရဆုံရတာတွေမရှိနိုင်ဘူးလားကိုယ့်ကိုစိတ်တူတယ်ဒါပေမဲ့ကိုယ့်ကိုအပြစ်တင်ရမှာမသိဘူးဟုတ်လားအဲ့တော့ကိုကသတိပဋ္ဌာန်တရားကိုအထုတ်လို့ကိုယ်အကြောင်းလဲကိုယ်အထိုင်လျောက်သိလာတယ်သူတို့ကအကြောင်းတွေလဲသိမှာပဲနော်ကိုယ်နဲ့သူနဲ့ဘာမှထူတာမဟုတ်ဟုတ်လားကိုယ်အကြောင်းကိုသိရင်သိသလောက်သူများအကြောင်းလဲသိနိုင်တယ်ဒီလူမျိုးတွေကြီးပဲလို့အကျဉ်းချင်းပြောလို့ရတယ်ဟုတ်လားဒီလိုပဲဒီလိုစိတ်ပေါ်ရင်ဒီလိုပြောတယ်ဒီလိုခံစားတယ်နော်ကိုယ်အကြောင်းသာကိုယ်သာခေစီတွင်းကြသိအောင်လုပ်သူများအကြောင်းလဲသိနိုင်အဲ့လိုသိတာမြင်တာတွေများလာရင်တောင်းတန်ယုံကိစ္စကသူ့အနေနဲ့စိတ်တူစရာလို့မထင်တော့ဘူးစိတ်တူစရာလို့မထင်တော့စိတ်ကတူလို့ကိုမရတော့သူဘလောက်စိတ်တူစရာကြီးဖြစ်လို့နေနားလေတယ်နော်နားမလဲလို့အားလို့မတူတာမဟုတ်အယံကိုလူရည်လဲသွားလို့မတူတော့တာသဘောပေါက်ရဲ့လားအကိစ္စတိုးနေမှာတော့တူလို့လည်းပဲသူကကိုဖြစ်ချင်းလိုကြီးဖြစ်သွားတာလည်းမဟုတ်ဒီစိတ်တုံနေတဲ့အကြောင်းကြောင့်လည်းပဲဒီပြဿနာကဘာမှပိုးပြေလဲသွားတာလည်းမဟုတ်ဟုတ်လားပိုးပြီးတော့တောင်ပြဿနာကဆိုးလာအောင်မယ်ကိုစိတ်တုံရင်သူ့စိတ်တုံကိုပိုးဆွပြီးသလိုတောင်ဖြစ်သေးတယ်ဟုတ်လားဒီကိစ္စကဘလို့မှပြဿနာကိုမပြေလေစေတဲ့အနေထားပဲဟုတ်လားဒါကြောင့်ဒီစိတ်တုံတဲ့ဒေါသဖြစ်တဲ့ကိစ္စရဲ့နော်အကျိုးမဲ့ပုံမဖြစ်သင့်ပုံတွေကိုပိုးပြီးတော့နားလေတဲ့အတွက်ကြောင့်သတိပဋ္ဌာန်တရားအထုတ်တဲ့လူဟာဒေါသမဖြစ်သွားနေသွားအဲ့မှာဒေါမနတဝေဒနာလည်းမနေပေဘူးလားနေမယ်နော်ဒါကဦးဇင်းတို့ဒုက္ခဒေါမနတမချုပ်ငြိမ်းသေးခင်မှာဒုက္ခဒေါမနတနေသွားနိုင်တယ်ဆိုတာလေးကိုစဉ်းစားဖို့ဟုတ်လားနောက်တစ်ဆင့်ထပ်ပြီးတော့လျှော့ပြီးတော့ပြောဦးမယ်နော်သတိပဋ္ဌာန်တရားကိုအားထုတ်လို့ရှိရင်ဒုက္ခဒေါမနတတွေမနေစေအောင်တော့နေလောက်အောင်အာမထုတ်နိုင်သေးဘူးဆိုရင်တောင်အဲ့ဒီဒုက္ခဒေါမနတကိုအစဉ်ပြေပြေရင်ဆိုင်နိုင်တဲ့အည်သွေးကိုလည်းရနိုင်သေးတယ်ဟောအဲ့ဒါလည်းတွေးစီခြင်းသေးတယ်ဦးဇင်းကဒုက္ခတွေကျုံရလိမ့်မယ်ဒေါသဖြစ်စရာတွေလည်းကျုံရမယ်တခါလေဒေါသလည်းဖြစ်လိမ့်မယ်ကိုဒေါသဖြစ်တာကိုပြန်ပြီးတော့ဒေါသထပ်ပြီးတော့တခါလေဖြစ်တာရှိသေးရဲ့နော်ဒေါသဖြစ်တာကိုပဲဘယ်လိုဖြစ်နေလဲဒေါသထပ်ဖြစ်နေတယ်ဒေါသဖြစ်တာကိုမခံနိုင်ဘူးလို့ဖြစ်နေသေးတယ်တခါလေစိတ်တူလို့ကိုစိတ်တူနေတာရှိတယ်နော်စိတ်တူလို့ကိုစိတ်ကတူတာငါစိတ်တူအောင်တင်းကလုံနေတာဆိုပိုးတောင်တူသွားသေးတယ်စိတ်ကဟုတ်လားကိုလည်းစိတ်တူတယ်တခါလေစိတ်တူတာတွေကခြားလဲပြီးတော့ထွက်ပေါက်မရှိဘူးဟုတ်ရဲ့လားအဲ့တော့ကိုကတတိပဋ္ဌာန်တရားအားထုတ်လို့ရှိရင်အဲ့ဒီဒုက္ခဖြစ်တာတွေစိတ်တူတာတွေကိုလည်းဘာဖြစ်တော့နေတော့ပိုနားလေလာရင်ဆိုင်နိုင်လာတယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြည်သက်ပေါင်းတို့ကောင်လို့တတိပဋ္ဌာန်ဘုရားရဲ့ဂုဏ်ကျေးဇူးကတစ်ခုကိုပြောမယ်ဆိုရင်နေပေကအလွန်မကျယ်ဘူးလားကျယ်တယ်ကိုဘာပြောတာတော့ဒုက္ခဒေါမနတနာအထင်ကမာယတော့ကိုဆင်းရဲမှုဒုက္ခစိတ်ဆင်းရဲမှုဒေါမနတဒါတွေကိုဘာလို့သွားလဲချုပ်ငိမ့်သွားစေလိမ့်မယ်အဲ့ဒီထီတော်မြတ်စွာဘုရားပြောတာနော်အဲ့ဒါဘယ်နှပါးရှိပြီတော့၅ပါးရှိနော်နှစ်ပါးတွဲနှစ်ခုဖြစ်နေဟုတ်လားပြောတာတော့၃ငါပဲပြောတာဆိုတော့နော်စိတ်ကြည်လင်တန်ရှင်းပဲတောကပရိဒေဝချုပ်ကျော်လွှားသွားနိုင်လိမ့်မယ်ဒုက္ခဒေါမနတချုပ်ငိမ့်သွားလိမ့်မယ်ဟုတ်လားနောက်ဦးဇင်းတို့ဆက်ပြီးတော့ပြောမှာကဘာတော့ညာယတ္တအဓိကမာယနိဗ္ဗာနတ္တပစ္စည်းကိရိယာယညာယတ္တအဓိကမာယဆိုတာဝိပဿနာဉာဏ်မဲ့ဉာဏ်ဖို့ဉာဏ်ဆိုတာတွေကိုရစေလိမ့်မယ်နိဗ္ဗာနတ္တပစ္စည်းကိရိယာယဆိုတာနိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုရလိမ့်မယ်အဲ့ဒီမှာညာယတ္တအဓိကမာယနဲ့နိဗ္ဗာနတ္တပစ္စည်းကိရိယာယကိုတိတိကျကျပြောရရင်ညာယတ္တအဓိကမာယဆိုတာကမဲ့ဉာဏ်ကိုရစေလိမ့်မယ်လို့ပြောတာတဲ့နိဗ္ဗာန်တတ္တိစိကရိယာယဆိုတာမဲ့ညာရပြီးရင်ဖိုလ်ညာကတောက်လျှောက်တန်းဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီဖိုလ်ညာဖြင့်ဒီဘဝမှာမသေးမချင်းနိဗ္ဗာန်ချမ်းသာကိုကျင့်ဖန်များစွာမျက်မှောက်ပြုပြီးတော့နေရလိမ့်မယ်လို့ဆိုတာကိုပြောတာတဲ့ဟုတ်လားအဲ့တော့ညာယတ္တဆိုတာမဲ့ညာနိဗ္ဗာန်တတ္တိစိကရိယာယတတိကရိယာယဆိုတာဖိုလ်ညာဖြင့်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တဲ့အနေအထားကိုပြောတာတဲ့တော့ဒါကတော့အထွတ်အထိပ်အကျိုးကျေးဇူးပေါ့နော်မဲ့ညာဖိုလ်ညာရပြီးတော့
အကောင်းဆုံးချမ်းသာလို့ဆိုတဲ့နိဗ္ဗာန်ချမ်းသာကိုတောင်းမျက်မှောက်ပြုတ်ပြီးတော့နေနိုင်တဲ့အနေအထားတော့ဒီကရမတို့ဦးဇင်းတို့ပုထုဇဉ်တွေနေနဲ့တော့ပြပြဝဝနားမလည်နိုင်တဲ့အနေအထားပေါ့ဟုတ်လားဒါကလည်းပဲနားမလည်နိုင်ဘူးဆိုတာလေရှင်းတော့ရှင်းပါတယ်ဘာလို့နားမလည်ဆိုတော့ကိုမအဲ့ဒီကိစ္စမသိသေးပဲကိုဟုတ်လားသို့တော့တခုရှိတာကနားမလည်နိုင်လို့ဒါကိုတဘာဝမကြပါဘူးလက်မခံနိုင်ပါဘူးဆိုတဲ့အတွေ့မျိုးကတော့မဝင်သင့်ဘူးပေါ့ဒါကိုမသိသေးတဲ့ကိုရောက်အောင်သွားရမယ်ဖြစ်အောင်လုပ်ရမယ်ကိစ္စမဖြစ်သေးတာမရောက်သေးတာပဲရှိတယ်ဆိုတဲ့ယုံကြည်မှုနဲ့နော်အဲ့ဒီပန်းတိုင်ကိုလည်းမျှော်မှန်းပြီးတော့သတိပဋ္ဌာန်ဘာဝနာကိုအလုပ်လုပ်ကြဖို့မလိုဘူးလားလိုတယ်နော်အဲ့ဒါကတော့သူကအမှုမြတ်ဆုံးဂုဏ်ကျေးဇူးပဲအောင်ဆိုအဲ့ဒါရပြီဆိုလို့ရှိရင်ဒုက္ခခတ်သိမ်းငြိမ်းမယ်ပေါ့နော်ဦးဇင်းတို့အောက်ထစ်ဆုံးသောတပတ္တိမဉ္ဇဉ်ပူညာရမယ်ဆိုရင်တော့အလွန်ဆုံးကာမဘုံမှာခုနှစ်ဘဝနေပြီးလို့ရှိရင်နောက်ထပ်ဒုက္ခတွေဖြစ်เสียအကြောင်းမရှိတော့ဘူးဟုတ်လားဒါကြောင့်အရေးတကြီးလိုအပ်တာကဒီသာသနာတွင်မှာအဲ့ဒီသောတပတ္တိမဉ္ဇဉ်ပူညာဆိုတာကိုရဖို့ပဲလို့လေဒီဆိုတော်ဘုရားကြီးကတော့အထက်ထက်သူ့ရဲ့စာအုပ်တွေထဲမှာရေးတယ်ပေါ့ဒါအရေးအကြီးဆုံးပဲအောင်ဟုတ်လားဒါကြောင့်မို့လို့ဦးဇင်းတို့အနာတပင်တတိရဲ့သားဖြစ်တဲ့ကာလကိုမြတ်စွာဘုရားဟောတာရှိတယ်နော်ပါဟောတာတော့မြတ်စွာဘုရားကပထဗျာဧကရိစေနတက္ကတဂမနေနပါတပ္ပလောကဓိပစ္စေနသောတာပတ္တိဖလံဝရံနော်ပထဗျာဧကရိစေနဟောဒီမြေပြင်ကြီးတစ်ခုလုံးကိုတယောက်တည်းအစိုးရရတဲ့ဧကရေမင်းကြီးဖြစ်ရတာထက်၎င်းပထဗျာဧကရိစေနတက္ကတဂမနေနပါအလွန်ချမ်းသာလာတယ်လို့ဆိုတဲ့နတ်ရွာလောကကိုရောက်ရတာထက်၎င်းတပ္ပလောကဓိပစ္စေနအလုံးစုံသောလောကကြီးကိုအစိုးရရတာထက်၎င်းသောတာပတ္တိဖလံဝရံသောတာပတ္တိမဉ္ဇဉ်ပူညာကိုရခြင်းကတာလုံးပြီးတော့မုံမြတ်တယ်လို့မြတ်စွာဘုရားဟောတာ။ဟောဆိုသူ့ရဲ့အနာဂတ်ကြီးကဘာမှစိတ်မအေးစရာမရှိတော့ဘူး။ဟုတ်ရဲ့လား။ဟိုပြောရလို့ရှိရင်ဒီဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကအနိစ္စအမီးရဲ့အစာတွေကြီးပဲအကုန်လုံးက။ဘာဖြစ်တယ်လို့ပဲပြောအဲ့ဒါတွေကအပေါ်ယံနေပဲတကယ်တည်းကအနိစ္စအမီးလောင်တာကြီးပဲအကုန်လုံးကဟုတ်လား။တစ်သားဘဝနဲ့ပဲလောင်ခံရမြက်ချောက်ဘဝနဲ့ပဲလောင်ခံရဟုတ်လားဘယ်လိုအနေထားမျိုးနဲ့ပဲလောင်ခံရတာတော့လောင်ခံရတာပဲဒါနားလည်ဖို့လိုတယ်နော်လူစင်းရဲ့ဘဝနဲ့ပဲအနိစ္စမီလောင်ခံရလူချမ်းသာဘဝနဲ့ပဲအနိစ္စမီလောင်ခံရလူအဖြစ်နဲ့ပဲလောင်ခံရနတ်အဖြစ်နဲ့ပဲလောင်ခံရတာကတော့အလောင်ခံရတာပဲအတူတူပဲဒါကိုနားလည်ဖို့လိုတယ်ဒါကြောင့်အလုံးကိုဝေဖန်တဲ့အခါကျတော့ဘလို့ဖြစ်ထွက်လာတော့ဒုက္ခသစ္စာဆိုအဲ့ဒါကိုပြောတာနော်အဲ့ဒီကြတော့ကိုပြချာနာမှုမရှိတော့ဘူးဘယ်သူဟာဒုက္ခသစ္စာပါဘယ်ဝါဟာဒုက္ခသစ္စာပါလို့ပြောမနေတော့ဘူးနော်ဒီယုတ်ဒီနံဟာဒုက္ခသစ္စာလို့ပြောလိုက်တယ်ဟောအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့တွေကမဲ့ညာပူညာနိဗ္ဗာန်ချမ်းသာကိုမရသေးဘူးဆိုရင်ဒီယုတ်ဒီနံရဲ့နော်ဒုက္ခကိုဘာလို့ရမလို့ခံရမယ်ပေါ့ဟုတ်တယ်မဟုတ်လားဒါကြောင့်ဒီမဲ့ညာပူညာကိုရခြင်းကနော်အကြီးမားဆုံးသောအကျိုးကျေးဇူးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်အဲ့ဒါကိုရခြင်းနဲ့ဆိုရင်လည်းဘာလို့အောင်တော့တတိပဋ္ဌာန်တရားကိုပွားများရမယ်တဲ့ဟုတ်လားအဲ့တော့အကျိုးကျေးဇူးဦးဇင်းတို့9မျိုးပေါ့နော်အဲ့ဒါကိုရဖို့အတွက်မြတ်စွာဘုရားကတတိပဋ္ဌာန်လမ်းစဉ်တည်ဧကာယနောတကြောင်ဒီသောလမ်းဖြစ်တယ်အဲ့ဒီတကြောင်ဒီလို့ပြောတာလည်းအလွန်အားပါတယ်ကျန်တာကိုဘာမှစိတ်ဝင်စားမနေနဲ့ပေါ့ဒါကိုသာတသန်နဲ့ရသလောက်လှုပ်သွားလို့ပြောတာဟုတ်တယ်မို့လားဒီလမ်းပဲရှောက်เสียရှိတယ်နော်အဲ့တော့ဦးဇင်းအခုဆက်ပြီးတော့ဗာပြောခြင်းတော့တတိပဋ္ဌာန်ရဲ့အကျိုးကျေးဇူးတွေကိုပြောပြီးတဲ့နောက်မှာဒီတတိပဋ္ဌာန်တရားကိုအားထုတ်ရင်ဘလို့အခြေအနေမျိုးလဲအားမထုတ်ရင်ဘလို့အခြေအနေမျိုးလဲဆိုတာလေးကိုနည်းနည်းဘ ഹു တုတ္တလေးနဲ့ရစီခြင်းဒီမဟာတတိပဋ္ဌာန်သုတ်တန်ကြီးကိုဖွင့်ဆိုတဲ့နော်အထကရာထဲမှာဒီမဟာတတိပဋ္ဌာန်သုတ်တန်ကိုမြတ်စွာဘုရားကကုရုတိုင်ကမ္မတဓမ္မဏီကုံဆိုတဲ့ရွာကြီးမှာဟောတာအဲ့ဒီရွာကြီးမှာဘာကြောင့်ဟောတာတော့ဆိုတဲ့အကြောင်းပြချက်ဖွင့်ဆိုထားတာရှိတယ်။နော်အဲ့ဒီရွာကြီးမှာမြတ်စွာဘုရားဘာလို့ဟောတာလဲဆိုအဲ့ဒီရွာလူတွေကဉာဏ်ပညာလည်းထက်မြက်တယ်တဲ့။နော်မြောင်များလှဆိုတော့လေးနဲ့တဲ့တုတ်တန်တွေကိုအဲ့ဒီရွာမှာခဏမြတ်စွာဘုရားဟောတယ်တဲ့။တက်တေအထောက်ထားနဲ့ပြောတာပေါ့နော်။ပြီးတော့အဲ့ဒီရွာကလူတွေကအထူးသဖြင့်ဒီတတိပဋ္ဌာန်တရားရဲ့ပုံမှာအလွန်မှမျက်နုံတို့လေးစားစူးစမ်းအထောက်တဲ့အလေးကျင့်လည်းရှိတယ်တဲ့။ဒါကြောင့်တတိပဋ္ဌာန်တရားကိုအဲ့ဒီမှာမြတ်စွာဘုရားဟောတာတဲ့။ငကိုယ်တည်းဆိုသူတို့ကအထောက်တဲ့အလေးအကျင့်တွေရှိနေကြပြီးသားတဲ့။နော်တတိပဋ္ဌာန်တရားကို
အဲ့ဒီမှာသူတို့ဟာဘလောက်ထိသတိပဋ္ဌာန်တရားကိုလေ့ကျင့်မှုမျက်နှာမှုလေးစားမှုရှိတယ်လေအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့မှတ်တမ်းသဘောမျိုးလေးရေးထားတာတွေ့ရတယ်နော်အဲ့ဒီဏီကုန်းရွာကရွာသူရွာသားတွေတယောက်နဲ့တယောက်လမ်းစုံလမ်းကလမ်းလေးကမှတမမဟုတ်ရေချိုးစိတ်အစရှိတဲ့လူစုလူဝေးရှိတဲ့နေရာမှာတယောက်နဲ့တယောက်တွေ့ကြပြီဆိုလို့ရှိရင်တယောက်ကိုတယောက်မေးတဲ့ယဉ်ကျေးမှုရှိတယ်ပါမေးလေမင်းတို့သတိပဋ္ဌာန်တရားနဲ့ပတ်သက်ပြီးတော့ဘယ်သတိပဋ္ဌာန်တရားကိုများအထုတ်ဖြစ်တယ်လေလို့မေးတယ်တဲ့အဲ့ဒါလိုမေးလိုက်လို့အမေးခံရတဲ့လူကငါတော့ကွာလုပ်ငန်းတွေမှာအမလတ်တာနဲ့ဘယ်သတိပဋ္ဌာန်မှာကိုအမထုတ်ဖြစ်ပါဘူးလို့အဲ့ဒါလိုများပြောခဲ့မယ်ဆိုရင်တော့အဲ့ဒါသူ့ကိုဝိုင်းပြီးတော့ကဲ့ရဲ့ကြတယ်တဲ့အဲ့ဒီကဲ့ရဲ့တဲ့စကားကိုအဲ့ဒီမှာနှစ်ခွန်းပြောတယ်အဲ့ဒါကတော်တော်စဉ်းစားတဲ့အကောင်းသတိပဋ္ဌာန်တရားကိုငါအထုတ်ဖြစ်တယ်ဟေ့ဘယ်သတိပဋ္ဌာန်တော့ငါအထုတ်ဖြစ်တယ်အဲ့လိုမျိုးပြောမယ်ဆိုရင်တော့ဝိုင်းပြီးတော့ချီးမွမ်းကြတယ်တဲ့အဲ့ဒီချီးမွမ်းတဲ့စကားကိုတော့သုံးခွန်းပြောထားတယ်အဲ့ဒီထဲမှာအဲ့ဒီစကား၅ခွန်းကိုဦးဇင်းကနည်းနည်းစိတ်ဝင်စားရတယ်ပေါ့နော်သူတို့ပြောလဲပြောတတ်တယ်အဲ့ဒါကိုကြည့်ပြီးတော့သူတို့ရဲ့ဒီသတိပဋ္ဌာန်တရားရဲ့ပုံမှာဒီမြတ်စွာဘုရားရဲ့အဆုံးအမရဲ့ပုံမှာဘလောက်သူတို့လေးလေးနက်နက်သက်ဝင်ထားသလဲဆိုတာကိုလည်းသိနိုင်တယ်ဟုတ်လားအဲ့ဒါဦးဇင်းတို့သတိပဋ္ဌာန်တရားကိုအာမထုတ်ဖြစ်ပါဘူးဆိုတဲ့လူကိုဘလို့ကဲ့ရတော့တဲ့ဒီရထုတဝဇီဝိတံနံပါတ်1စကားလေးနော်ဒီရထုတဝဇီဝိတံတဝသင်ဤဇီဝိတံအသက်ရှင်တန်ခြင်းသည်ဒီရထုဆက်စုပ်ယွန်ရှာဝကြီးပါတကားတဲ့နော်မင်းရဲ့အသက်ရှင်တန်ခြင်းဟာယွန်စရာကောင်းလိုက်တာလို့ပြောတာတဲ့တော်ခံမြင်စရာပဲနော်မင်းရဲ့အသက်ရှင်တန်ခြင်းကဘာလို့ယွန်စရာကောင်းတယ်ဆက်စုပ်စရာကောင်းတယ်ဆိုတော့ယွန်စရာကောင်းတယ်လို့ပြောတာဘာလို့ယွန်စရာကောင်းတယ်လို့ပြောရတာတော့သတိပဋ္ဌာန်တရားအာမထုတ်တဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဟာယွန်စရာတွေဆက်စုပ်စရာတွေရှိနေတယ်ဆိုတဲ့အဓိပ္ပာယ်ပဲဟုတ်တယ်မဟုတ်လားစဉ်းစားတော့ရုပ်ရဲ့အညစ်အကြေးကိုဘာတွေခေါ်တော့နော်ရေနဲ့ထိစပ်မိတဲ့တခြားသောအနတ်တွေမကောင်းတဲ့အညစ်အကြေးမျိုးစုံရှိရနော်ရုပ်မှာအညစ်အကြေးအဲ့လိုပဲစိတ်မှာလည်းပဲအညစ်အကြေးမရှိဘူးလားရှိတယ်စောစောကစိတ်ဓာတ်ဖြူစင်ခြင်းမှာဦးဇင်းတို့အထိုက်လျောက်ပြောခဲ့ပါတယ်ဟုတ်လားအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဟာဒါပါလဲလို့မေးရင်တိတဲ့လူမြင်တဲ့လူတွေအတွက်ယွန်ရှာဆက်စုပ်ဖွယ်အနေအထားပဲပြောလို့သာပြောတာဒီဟာတွေကစကားတွေအနေနဲ့သာအခုမှကြားရပေမဲ့လို့စိတ်ကူးအတွေးတွေအနေနဲ့ခံစားချက်တွေအနေနဲ့အားလုံးသောလူတွေမှာရှိပြီးသားလောဘဒေါသအားကြီးတယ်ဆိုရင်ယွန်းတယ်ဆိုတဲ့ခံစားချက်ရှိတယ်နော်တချို့ဘလို့ဖြစ်သွားတော့မုန်းတယ်ဆိုတာမျိုးထိတောင်ဖြစ်သွားတာရှိတယ်ယွန်းတယ်ဆိုတာလေးကမှနည်းနည်းတက်တာသေးတယ်ဟုတ်လားနော်အဲ့ဒါသူတို့ပြောတာအဲ့တိုင်ပြောတာသင်ရဲ့အသက်ရှင်တန်ခြင်းဟာယွန်းရှာဆက်စုပ်ဖွယ်ဖြစ်တယ်တဲ့ဒီရထုတဝဇီဝိတံမင်းရဲ့အသက်ရှင်တန်ခြင်းဟာပါတန်ဖိုးမှမရှိဘူးပါမျက်နှိုးစရာမှမကောင်းဘူးလို့ပြောတာဘာဖြစ်လို့တော့အကြောင်းပြချက်လည်းနားလည်ဖို့လိုတယ်နော်စိတ်ဓာတ်တွေညှဉ်းနှွမ်းမှုတွေများနေတော့ဟုတ်တယ်သတိမရှိဘဲနဲ့နေတယ်ဖြစ်တယ်လို့နေမယ်အာယုန်နေကြတယ်ဖြစ်တယ်လို့နေမယ်ဆိုရင်တော့သိကြတယ်နော်လောဘဒေါသမောဟတွေတဖြည်းဖြည်းနဲ့များလာဖို့ပဲရှိတယ်ဒါကြောင့်ဦးဇင်းကစဉ်းစားတယ်နော်အသက်ကြီးသွားတာနဲ့အလိုလိုရင့်ကျက်သွားဖို့ဆိုတာဘလို့မှမဖြစ်နိုင်တဲ့ကိစ္စပဲနော်အသက်ကတူကြီးသွားလေကိုဘာမှမကြိုးစားဘူးတချို့ကြီးသွားလေအိုးဆိုးလာလေဟုတ်တယ်မလားဒါပဲလေ तू ကောင်းအောင်မလို့ရင်ဆိုးမှာပဲလေဒီဥစ္စာက तू အဖြစ်ရဒီနှစ်ခုပဲရှိတာဟုတ်တယ်မဟုတ်လားကိုဖြူစင်အောင်လုပ်မလားဖြူစင်အောင်မလုပ်ဘူးဆိုရင်ညင်နှောအောင်ကတမင်လုပ်စရာမလိုဘူးဖြူစင်အောင်မလုပ်ဘူးဆိုတာကိုကစားညင်နှောအောင်လုပ်နေရရောက်တယ်ဒါကိုလက်ခံရလားမသိဘူးဖြူစင်အောင်မလုပ်ဘူးဆိုတာကိုကညင်နှောအောင်လုပ်နေရရောက်တယ်တမင်လုပ်တာတော့မဟုတ်သူဖြစ်နေသဘောပေါက်ရလားအေးဒါကြောင့်သတိပဋ္ဌာန်ဘာဝနာနဲ့ကင်းပြီးတော့နေတဲ့ပုဂ္ဂိုလ်ကိုမင်းဘဝရဲ့ရှင်သန်ခြင်းဟာအလွန်ရွှင်ရှားဆွတ်စရာကောင်းတယ်လို့ပြောတယ်တဲ့ဒါနံပါတ်1သူတို့ရဲ့ကဲ့ရဲ့ရှုံချတဲ့စကားနောက်နံပါတ်2ကဲ့ရဲ့ရှုံချတဲ့စကားဘာပြောတော့ဇီဝမာနာပိတွန်မတတတိတာတွန်တင်သည်ဇီဝမာနာပိအသက်ရှင်ပြီးတော့နေပါတော့လည်းပဲမတတတိတာလူသေးကောင်းတဲ့နာတူတယ်တဲ့ဟာဆိုလိုတာကမင်းဘဝကတော့ရှင်လျက်နဲ့သေးနေတာလို့ပြောတာတဲ့ဟာခေတ်စကားအနေနဲ့အဲ့လိုပြောကြတာဘာမရှိဘူးလားရှိရနော်မင်းဘဝကတော့ကွာရှင်လျက်နဲ့သေးနေတာပါတော်စိတ်ပြက်စရာကောင်းတဲ့အနေအထားမျိုးဆိုရင်အဲ့ဒီစကားမျိုးသုံးကြတယ်နော်အဘကတော့ကွာရှင်လျက်နဲ့သေးနေတာပါတော်တောင်တနာစရာကောင်းတယ်ဟုတ်လားတချို့အဲ့လိုပြောကြတာမရှိဘူးလားရှိတယ်နော်ရှင်လျက်နဲ့သေးနေတာဘာရှင်တန်မှုမှမရှိဘူးအဲ့တော့ဒီနေရာမှာသေးတယ်ရှင်တယ်ဆိုတဲ့စကားအများကြီးစဉ်းစားကြရရှိလားတစ်ပင်တစ်ပင်သေးသွားတယ်တစ်ပင်တစ်ပင်ရှင်းနေတယ်ဆိုတာလေးနဲ့ဥမာလေးလဲစဉ်းစားကြည့်ပါကြည်ပွားနေတယ်တွတ်တက်နေတယ်ဒါပါလေရှင်းနေတယ်ပေါ့ဟုတ်လားကြည်ပွားတွတ်တက်မှုဆုပ်ယုပ်ပြီးတော့နောက်ဆုံးအကိုင်းကြောက်တွေပါလေးနဲ့ဆွေးမြေပြီးတော့သွားပါတေးသွားပြီ
လူဘဝမှာလည်းပဲကောင်းသောတိုးတက်ခြင်းကြီးပွားခြင်းမရှိဘူးဆိုရင်သေနေတာပဲနော်အသက်တော့ရှူကောင်းရှူနေမယ်ပြောပြောဆိုဆိုတော့နေကောင်းနေမယ်ဟုတ်လားဒါပေမဲ့ဘာမှကောင်းတာမွန်တာတွေတိုးတက်လာတာကြီးပွားလာတာမရှိဘူးဆိုရင်အဲ့ဒီလူရဲ့ဘဝဘာဖြစ်နေပြီတော့သေနေပြီဟုတ်တယ်မဟုတ်လားအဲ့တော့သေတယ်ရှင်တယ်ဆိုတာကောင်းမြတ်တာတွေတိုးတက်မှုကြီးပွားမှုမရှိတာကိုအဓိကရည်ညွှန်းတာဒါကြောင့်မင်းဟာအသက်ရှင်နေပြီမလို့လူသေးကောင်းတဲ့သာတူတယ်ဆိုတာအဲ့ဒါကိုပြောတာတဲ့ဟုတ်လားဘုရင်တို့ဒီစကားလေးကိုအပမတော်အမတံပဒံပမာတော်မစ္ဆုနောပဒံဆိုတဲ့စကားလေးနဲ့နှိုင်းယှဉ်ပြီးတော့စဉ်းစားကြည့်တဲ့ဒီစကားလေးကြတော့လူတိုင်းသိရနော်အပမတော်အမတံပဒံပမာတော်မစ္ဆုနောပဒံအပမတော်တတိနဲ့နေခြင်းသည်အမတံပဒံမတရားနိဗ္ဗာန်ရခြင်းဤအကြောင်းတည်းပမာတော်မစ္ဆုနောပဒံတတိမရှိဘဲနဲ့နေခြင်းသည်အဖန်ဖန်တရားခြင်းဤအကြောင်းတည်းဒီလိုပြောတာရှိတယ်ဒါကိုရှင်းမယ်ဆိုရင်တော့တရားစကားတွေကအများကြီးရှိသွားတော့မှာနော်အဲ့တော့သူတို့ပြောတဲ့စကားလေးကိုပိဿပေါင်းသူတော်ကောင်းတို့ကိုညံလေးနဲ့ကိုလည်းချက်ပြီးတော့ခန်းစားတတ်ဖို့လိုတာပေါ့ဟုတ်လားတတိပဋ္ဌာန်တရားကိုအာမထုတ်တဲ့လူကိုမင်းဘဝကတော့ရှင်လေးရဲ့နဲ့သိနေတာပါလို့သူတို့ပြောတယ်တဲ့ဒါကကဲ့ရဲ့တဲ့စကားနှခွန်းဒါစဉ်းစားတရားတွေအများကြီးပါတယ်ကိုလည်းတတိပဋ္ဌာန်တရားအာမထုတ်ဖို့ဆိုလို့ရှိရင်ကိုဘဝကရှင်စရာကောင်းတဲ့ဘဝတစ်ခုဖြစ်မယ်ကိုဘဝကသေးနေတာနဲ့မချားတဲ့ဘဝတစ်ခုဖြစ်မယ်ဘာတိုးတက်မှုမှမရှိဘူးเนาะအချိန်ကြတော့အိုးနာသေးသွားမယ်ဒီဘဝလူဖြစ်ခဲ့ရတဲ့အနေထားအကျိုးအမြတ်နေနဲ့ဘာမှမိမိရအောင်မလှုပ်လိုက်နိုင်ဟုတ်တယ်မဟုတ်လားနေတော့နေခဲ့တယ်ဘဝမှာငါဘာကြီးဖြစ်ပြီးတော့ဘာကြီးရပြီးတော့နေခဲ့တယ်ဆိုအဲ့ဒါကသေပြီးတာရဲ့အခြားမဲ့မှာเนาะခဏလောက်ပဲပြောဆိုနောက်တူတဲ့ကြာတော့လဲမေ့သွားဒီလိုနဲ့ပဲပြီးသွားမှာဟုတ်တယ်မဟုတ်လားစဉ်းစားနော်ရှေ့အလူတွေလည်းဒီလိုပြီးသွားတာပဲလေနော်ကိုယ်တတိပဋ္ဌာန်တရားကိုအထုတ်ခဲ့လို့ကိုယ်မှအတိညာဏ်ကိုရလိုက်မယ်ဆိုရင်အဲ့ဒီအတိညာဏ်ကရောက်ရဘဝရရခန္ဓာမှာအည်သွေးတည့်ရနေတဲ့အမြဲတမ်းရှိနေမယ်အဲ့ဒါအဖတ်တင်တယ်ကျန်တာတော့ဘာမှအဖတ်မတင်ဟုတ်လားဒါကြောင့်ကိုယ့်ဘဝကိုတတိပဋ္ဌာန်တရားကိုသာအာမထုတ်ဖြစ်ဘူးဆိုရင်နော်ငါဘဝကယွန်စရာကောင်းတဲ့ဘဝတစ်ခုနော်ငါဘဝကရှင်လေးရတဲ့သေနေတဲ့ဘဝတစ်ခုလို့ဒီလိုသူတို့စကားလေးကိုမှီးပြီးတော့စဉ်းစားစရာကောင်းတယ်ဒါကြောင့်ဒါလေးကိုဦးဇင်းတို့ပြောပြတာဟုတ်လားနောက်အာထုတ်ဖြစ်တယ်ဆိုလို့ရှိရင်ချီးမွမ်းတဲ့စကားကဘယ်နှခွန်းတော့၃ခွန်းနဲ့အဲ့ဒါတော့ဘယ်လိုရေးပြထားတော့နော်သတိပဋ္ဌာန်တရားအာထုတ်ဖြစ်တဲ့ပုဂ္ဂိုလ်ကိုနံပါတ်1ချီးမွမ်းတာကတဝဇီဝိတံသူဇီဝိတံတဝဇင်ဤဇီဝိတံအသက်ရှင်တန်ခြင်းသည်သူဇီဝိတံကောင်းသောအသက်ရှင်တန်ခြင်းမှာတဲ့မင်းလူဖြစ်ကျိုးနှက်လိုက်တာနော်မင်းအသက်ရှင်ရတာအသက်ရှင်ရကျိုးနှက်လိုက်တာမင်းရဲ့အသက်ရှင်ခြင်းဟာအလွန်ကောင်းမွန်တဲ့ကောင်းမြတ်တဲ့အသက်ရှင်တန်ခြင်းပဲဘာလို့ကောင်းမြတ်တဲ့အသက်ရှင်တန်ခြင်းလို့ပြောရတာတော့အည်အသွေးရှိတဲ့စိတ်ကလေးနဲ့အသက်ရှင်နေရလို့ကောင်းတဲ့ရှင်တန်ခြင်းလို့ပြောတာဟုတ်တယ်မဟုတ်လားသီလနဲ့သမာဓိနဲ့ပညာနဲ့အသိဉာဏ်နဲ့နောက်ဘဝမှာတကယ်အနှစ်သာရရှိရှိနေသွားနိုင်လို့သူ့ရဲ့ဘဝကိုဘာပြောတာလဲကောင်းတဲ့အသက်ရှင်ခြင်းလို့ပြောတာနော်အလွန်အကျိုးရှိတဲ့အသက်ရှင်ခြင်းပေါ့နောက်သူတို့ချီးမွမ်းတာလေးကထိရောက်တယ်နော်သတိပဋ္ဌာန်တရားအားထုတ်ရင်ကောင်းသောအသက်ရှင်ခြင်းပဲသတိပဋ္ဌာန်တရားအားမထုတ်ဘူးဆိုရင်ယွန်စရာအသက်ရှင်ခြင်းပဲဒီလိုမျိုးခုနကနဲ့နှိုင်းရှင်ပြီးတော့တွေးရပါဟုတ်လားနောက်ဦးဇင်းတို့ဒုတိယစကားဘာပြောတော့နော်မင်းရဲ့အသက်ရှင်တန်ခြင်းဟာကောင်းသောအသက်ရှင်ခြင်းပါလို့ပြောပြီးတဲ့နောက်မှာနောက်ဒုတိယပြောလိုက်တဲ့စကားကနော်မင်းရဲ့အသက်ရှင်တန်ခြင်းဟာကောင်းတဲ့အသက်ရှင်တန်ခြင်းဖြစ်တယ်ဒါတွေမကဘူးတဲ့တွန်မာနာမတတဝဇီဝိတံမင်းရဲ့အသက်ရှင်ခြင်းဟာတွန်နာမမနုဿတ္တံပတ္တာပြောတာလေနော်တွန်နာမမနုဿတ္တံပတ္တာမင်းဟာလူအဖြစ်ကိုရပြီလို့ဆိုနိုင်နေတဲ့တွန်နာမမနုဿတ္တံပတ္တာမနုဿတ္တံလူဖြစ်သောပတ္တာနာမရောက်သည်မြည်၏တွန်တင်သည်မနုဿတ္တံလူဖြစ်သောပတ္တာနာမရောက်သည်မြည်၏ဆိုလိုတာကမင်းလူဖြစ်ပြီလို့ပြောတာတဲ့ဒီစကားပိုးတောင်းထိသေးတယ်သိလားသတိပဋ္ဌာန်တရားအားထုတ်ရင်လူပေါ့သတိပဋ္ဌာန်တရားအားမထုတ်ရင်လူမဟုတ်ဘူးလို့အဲ့လိုကိုသူကပြောတာနော်ဦးဇင်းကစအဲ့ဒီစာပိုက်လေးကိုဖတ်ကြည့်တယ်ဒါဘာမှပြောရလဲမသိဘူးဆိုမှပြီးမှတော်တော်ကိုမျက်လုံးပြူးသွားတယ်ဟုတ်လားသတိပဋ္ဌာန်တရားအားမထုတ်ရင်လူမဟုတ်ဘူးလို့ပြောလိုက်တာကိုလို့ဟုတ်လားမင်းလူဖြစ်ပြီလို့ပြောတာတဲ့အဲ့တော့ဒီနေ့မှာလူကလည်းပဲအစဉ်အမျိုးမျိုးရှိတာပေါ့နော်ဒါလည်းပေးတဲ့တို့အလုံးသိပါတယ်နော်လူဖြစ်နေပြီမလို့လူမဟုတ်တဲ့လူတွေအများကြီးမရှိဘူးလားရှိရနော်လူအည်အသွေးမမီတဲ့လူဒါလူလို့ပြောလို့မရအောင်နော်ပုံတရံကတော့လူပုံတရံဖြစ်မယ်ပေါ့ဟုတ်လားဒါမျိုးလို့အတွင်းမှာရှိတဲ့အည်အသွေးကလူအည်အသွေးမမီဘူးဆိုရင်
ဒါကိုပြီးတာတဲ့လူတယောက်လို့မခေါ်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်ဒါလူတိုင်းတော့အဲ့လိုသွားပြောလို့ပဲရမှာလို့နော်သို့တော်လည်းပဲကိုယ့်ရဲ့အတွေ့အထဲမှာအဲ့ဒီအနေအထားကိုလူတိုင်းလက်ခံနိုင်ပါတယ်ဟုတ်လားအဲ့ဒါသူတို့ပြောတဲ့စကားလွန်တော့မလွန်ပါဘူးနော်သတိပဋ္ဌာန်တရားအားထုတ်ပြီးဆိုတော့မှမင်းလူဖြစ်ပြီလို့ပြောတာတဲ့နော်လူဖြစ်ကျိုးနဲ့တယ်ဆိုတာကိုလည်းပဲဒီနေရာမှာထည့်ပြီးတော့ပြောမယ်ဆိုရင်လည်းပြောနိုင်တယ်ပေါ့နော်ပြီးွားတဲ့လူတယောက်အည်သွေးမိတဲ့လူတယောက်ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုဆိုလိုတာပါဟုတ်ရဲ့လားအေးနောက်ဆုံးပြောတဲ့စကားချီးမွမ်းစကားကဘာလဲနောက်ဆုံးချီးမွမ်းတဲ့စကားတဝဋ္ဌာယတမ္မာတံဗုဒ္ဓဥပ္ပန္နောနော်တဝဋ္ဌာယတဝအဋ္ဌာယသင်ရဲ့အကျိုးစီးပွားအလို့ငါတမ္မာတံဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးသည်ဥပ္ပန္နောပွင့်တော်မူလာတာပဲတဲ့မင်းအကျိုးစီးပွားရှိဖို့အတွက်ဘုရားဆိုတာပွင့်လာတာပါလို့ပြောတာတဲ့ဒါလည်းပဲတော်တော်ထိတဲ့စကားပဲနော်တတိပဋ္ဌာန်တရားကိုသာအာမထုတ်ဘူးဆိုရင်ဘုရားပွင့်လာတာကိုအကျိုးစီးပွားရှိဖို့ပွင့်လာတာမဟုတ်ဘူးဘုရားပွင့်လာတာကိုနဲ့ဘာမှမဆိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးတက်ရောက်သွားတယ်ဟုတ်တယ်မဟုတ်လားမင်းအကျိုးစီးပွားရှိဖို့အတွက်ဘုရားပွင့်လာတာပါတကယ်စဉ်းစားကြည့်ရင်လည်းပဲမြတ်စွာဘုရားပွင့်လာတယ်ဆိုတာတတ္တဝါတွေကိုတန်တရားဝိဒုက္ခကလွတ်မြောက်ဖို့အတွက်နိမန်လက်မှန်ကိုပေးဖို့ပွင့်လာတာပဲအဲ့ဒီနိမန်လက်မှန်ကိုမြတ်စွာဘုရားပေးခဲ့တာပဲသို့တော့အဲ့ဒါကိုကနိမန်လက်မှန်မကြင့်ကြံဘူးဆိုလို့ရှိရင်ဘုရားပွင့်လာတာဘုရားအဲ့ဒါတွေဟောခဲ့ရတာကိုယ့်အတွက်မဟုတ်ကိုမှမလုပ်ဘဲနဲ့အဲ့ဒါကိုယ့်အတွက်မဟုတ်လောကကြီးအတွက်ကတော့အကျိုးရှိတယ်ဒါပေမဲ့ကိုကအဲ့ဒီအကျိုးရှိတဲ့လောကကြီးထဲမှာကိုမပါသဘောပေါက်ရဲ့လားနော်ဆိုရပါစို့အကျိုးရှိတာတွေကိုအလုံးဝေငှပြီးတော့ပေးတဲ့လူတွေအလုံးကိုရတယ်လူရတယ်မရတဲ့လူမရလူတွေအလုံးကိုပေးတော့ပေးလိုက်တာဒါပေမဲ့ကိုကမရလိုက်ဘူးဆိုရင် तू ပေးတာထဲမှာကိုမပါဘူးတော်ဝမ်းနေစရာကောင်းတယ်ပေါ့နော်ဘုရားရှင်ကိုယ်တော်ကြီးပွင့်လာတယ်နော်ဒုက္ခငြိမ်းချမ်းတရားကိုဟောတယ်ကိုကကျင့်သုံးမှုမရှိဘူးအဲ့လိုဆိုရင်ဘုရားပွင့်လာတာကိုနဲ့ဘာမှမဆိုင်တယ်လို့ကြီးဖြစ်သွားတယ်ဟောထိုက်တဲ့လောက်ကျင့်တဲ့အသိဉာဏ်လေးနဲ့ထိုက်တဲ့အကျိုးရလက်လေးတော့ရမှာပေါ့လေနော်ဒါနသီလနော်တခြားသောဘာဝနာကိစ္စလေးတွေလုပ်ပေါ့ထိုက်တဲ့ကုသိုလ်ကောင်းမှုတော့တိုးမှာပေါ့ဒါပေမဲ့ထိရောက်တဲ့အကျိုးစီးပွားကိုတော့ရအောင်မယူလိုက်နိုင်ဘူးဆိုတဲ့အတိတ်ပဲပေါ့နော်ဘုရားပွင့်လာလို့တာမန်ကုသိုလ်လေးတွေကိုတော့ရကောင်းရမယ်ပေါ့သို့တော့တတိပဋ္ဌာန်တရားကိုသာအာမထုတ်ဘူးဆိုရင်တော့ဘုရားပွင့်လာတာကိုအကျိုးရှိဖို့ပွင့်လာတာမဟုတ်ဘူးဆိုတဲ့အတိတ်ပဲမျိုးသူတို့ကပြောတာဟုတ်လားဒါတော်စဉ်းစားစရာကောင်းတဲ့စကားလုံးလေးတွေလို့ဦးဇင်းထင်ပါတယ်ဟုတ်လားအေးတဝဋ္ဌာယတမ္မာတံဗုဒ္ဓဥပ္ပန္နောနော်ဘုရားပွင့်လာတာဟာမဲအကျိုးစီးပွားရှိဖို့အတွက်ပွင့်လာတာပါလို့ပြောတာတယ်အဲ့ချီးမွမ်းတဲ့စကားဘယ်နှခွန်းတော့သုံးခွန်းမင်းရဲ့အသက်ရှင်တန်ခြင်းဟာအလွန်ကောင်းတဲ့အသက်ရှင်တန်ခြင်းဖြစ်တယ်မင်းလူဖြစ်ပြီနော်ပြီးတော့ပါတော့ဘုရားပွင့်လာတာဟာမင်းအကျိုးရှိဖို့အတွက်ပွင့်လာတာပါဟုတ်လားအဲ့တော့ဦးဇင်းတို့ကဲ့ရဲ့တဲ့စကားနှစ်ခွန်းချီးမွမ်းတဲ့စကားသုံးခွန်းဒါလေးတွေကနော်စဉ်းစားစရာကောင်းပါတယ်ကိုလည်းပြန်ပြီးတော့အပေးစရာလည်းကောင်းတယ်ဆုံးမစရာလည်းကောင်းတယ်ပေါ့နော်တနည်းအားဖြင့်သတိပဋ္ဌာန်ဘာဝနာတရားကိုအထုတ်ခြင်းရဲ့အကျိုးကျေးဇူးနဲ့အမထုတ်ခြင်းရဲ့အပြစ်ကိုလည်းပဲတစ်မျိုးတစ်ပါးသာပြောပြထားရရှောက်တယ်လို့ထင်ပါတယ်ဟုတ်လားဒါကြောင့်သတိပဋ္ဌာန်ဘာဝနာတရားရဲ့အရေးပါမှုကိုဒါဘက်ဆုံးတောင်းဆုံးကနေပြီးတော့ဦးဇင်းတို့ဉာဏ်မိသလောက်ဒီအချိန်လေးတွင်မှာပြောပါတယ်နော်ပထမဦးဆုံးပြောလိုက်တာကအကုသိုလ်အစုပုံကြီးလို့ပြောခြင်းတယ်ဆိုရင်និဝရဏတရား၅ပါးကိုပြောလိုက်ပါនិဝရဏတရား၅ပါးဟာတတ်သောအကုသိုလ်ရဲ့အစုပုံကုသိုလ်အစုပုံကြီးလို့ပြောခြင်းတယ်ဆိုရင်တတိပဋ္ဌာန်တရား၄ပါးကိုပြောလိုက်ပါတတိပဋ္ဌာန်တရား၄ပါးဒီတတ်သောကုသိုလ်ရဲ့အစုပုံကြီးဟုတ်လားဒါပြောတယ်နော်ပြီးတော့ဗာပြောတော့တတိပဋ္ဌာန်တရားကိုပွားများရင်ရရှိမဲ့အကျိုးကျေးဇူး9မျိုးနော်တတ္တနာဝိတ္တုဒ္ဓိယတတ္တဝါတို့ရဲ့စိတ်ဓာတ်ကိုဖြူစင်တန်ရှင်းအပြည့်ကင်းသွားစေလိမ့်မယ်တောကပရိဒေဝနာတမတိကမာယဆိုရင်ချင်းတောကနဲ့ငိုကြွေးခြင်းပရိဒေဝကိုကျော်လွှားသွားစေနိုင်လိမ့်မယ်ဒုက္ခဒေါမနတအထင်ကမာယကိုဆင်းရဲခြင်းဒုက္ခနဲ့စိတ်ဆင်းရဲခြင်းဒေါမနတကိုချုပ်ငြိမ်းသွားစေလိမ့်မယ်ညာယတအဓိကမာယနော်မဲ့ဉာဏ်ဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်ပြီးတော့ဖိုးဉာဏ်ဖြင့်ဒီဘဝမှာလည်းကျင့်ပါများစွာမျက်မှောက်ပြုနိုင်တဲ့အနေအထားကိုရရှိလိမ့်မယ်9မျိုးဟုတ်လားနောက်ဆုံးကုတို့တိုင်းသားတို့ရဲ့တတိပဋ္ဌာန်တရားကိုအာမထုတ်တဲ့လူတွေကိုကဲ့ရဲ့တဲ့စကားနှစ်ခွန်းမင်းရဲ့အသက်ရှင်တန်ခြင်းဟာယွန်းရှားပွဲကောင်းတယ်မင်းဟာအသက်ရှင်လျက်နဲ့တည်နေတဲ့လူတစ်ယောက်ဖြစ်တယ်ဟုတ်လားတတိပဋ္ဌာန်တရားကိုအာထုတ်တဲ့လူကိုချီးမွမ်းတဲ့စကားသုံးခွန်းမင်းရဲ့အသက်ရှင်တန်ခြင်းဟာအလွန်ကောင်းတဲ့အသက်ရှင်တန်ခြင်းဖြစ်တယ်မင်းဟာလူအဖြစ်ကိုရပြီဟုတ်လား
ဘုရားပွင့်လာတာမင်းအကျိုးစီးပွားရှိဖို့အတွက်ပါတဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့နော်သူတို့ချီးမွမ်းတဲ့စကားလေး၃ခုနဲ့ထိုက်တန်တဲ့လူတစ်ယောက်ဖြစ်အောင်ကြိုးစားနိုင်မယ်ဆိုရင်တော့အတိုင်းထက်လွန်ပေါ့နော်ဒါကြောင့်တတိဆိုတဲ့အပမဒတရားလက်ကင်ထားပြီးတော့ကိုယ်ဘဝကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့သဘာဝတရားတိုင်းကိုစွမ်းအားရှိသမျှမှန်မှန်ကန်ကန်နော်အတိအမှတ်ပြုပြီးတော့နေခြင်းလို့ဆိုတဲ့တတိပဋ္ဌာန်တရားကိုအထုတ်ပြီးတော့နောက်ဆုံးမဉ္ဇဉ်ဘုရားမျက်နှိပ်ပံကိုမျက်မှောက်ပြုနိုင်ကြတဲ့နော်သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့ဒီကနေ့ပိဿပေါင်းသူတော်ကောင်းတို့ကြိုးစားအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာဘုရားမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပါရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း